မင်္ဂလာပါခင်ဗျဒီနေ့မှာတင်ဆက်ပေးမယ့် audio book လေးကတော့စာရေးဆရာချမ်းမြေဝင်းဘာသာပြန်ရေးသားထားတဲ့ဘဝနေနေအသစ်ဂရုမစိုက်ခြင်းအမှုပညာဆိုတဲ့စာအုပ်ကလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါဦးဘေးနားက notification လေးကိုလည်းနှိပ်ပေးထားပါဦးခင်ဗျအခန်း1မကြိုးစားနဲ့ Charles Bukowski ကိုကြည့်အရက်သမားမိမလည်းရှုပ်လောင်းစားတဲ့လို့စံကုန်မြေလေးကက်စီးကလည်းနေသည်တကားတလေးစိတ်ကူးပေါက်မှကြပြလေးစာလေးရေးတယ်ဘယ်သူမှသူ့စီမှာဘဝနေနေအကြံဉာဏ်ဒီအောင်မြင်တော်ချက်ဒီတောင်းမှာမဟုတ်ဘူးဒါကြောင့်ဒီစာအုပ်ကိုသူနဲ့ပထမဆုံးစဖွင့်ရမယ်ဘူဂိုစကီကစာရေးဆရာဖြစ်ချင်တာရေးသည်များစာအုပ်တွေလည်းဖေတိုက်ကမှလက်မခံဘူးသူရေးတဲ့စာတွေကိုချမ်းနဲ့တိန်နဲ့အစစ်မရှိကြက်တီတုံးစာပေးဆိုပြီးညှင်းလွတ်တယ်ဂျာတော့စိတ်တကြပြီးတော့မှအရက်ပဲဖိထောက်တော့တာသူ့အလုပ်ကစာပူရုံးမှာစာရေးစီတဲ့အလုပ်မပြည့်စလောက်လာကကိုလည်းအကုန်တော့ပြစ်ပိုးရဲပတ်စံကြတော့လည်းမြင်းလောင်းပြစ်တယ်ညဘက်အိမ်ပြန်ရောက်မှလက်နေဆက်အစုပ်တစ်လုံးနဲ့ကြပြနေနေပပရေးတယ်ဘာမှမရေးပြပဲနဲ့မူးယူပြီးတော့မှမှောက်မနဲ့လင်းတော့မှသတိပြန်ရတဲ့အခါတွေကမနေဘူးဒီလိုနဲ့နှစ်30လောက်ကြာသွားကိုအရက်လောင်းကစားမူးရစီမိမတွေနဲ့လုံးထွေးရင်းကအသက်50ပြည့်သွားတယ်အဲ့ဒီအချိန်မှာမတင်မရှားစာအုပ်တိုက်သေးလေးတစ်ခုကသူ့စီကိုလာချင်းကပ်တယ်အဲ့ဒီစာအုပ်တိုက်ကအက်ဒီတာကဘူဂိုစကီကိုစိတ်ဝင်စားစရာတရားတစ်ကောင်းလို့မြင်နေတာပတ်စံတွေအောင်မြင်မှုတွေတော့မပေးနိုင်ဘူးစာအုပ်ထုတ်ပေးဖို့အခွင့်အရေးပေးမယ်ဆိုပြီးတော့မှဆက်သွေးလာအောင်ဘူဂိုစကီတစ်သက်လုံးမှာဒီလိုအခွင့်အရေးမျိုးတစ်ခါမှမရဘူးနောက်လည်းရတော့မှာမဟုတ်ဘူးဒါနဲ့အက်ဒီတာစီကိုစာပြန်လိုက်တယ်ငါမှယူရေးစရာဆိုလို့နှစ်ခုပဲရှိတယ်စာတိုက်မှာအလုပ်ဆက်လုပ်ပြီးတော့မှဖြည်းဖြည်းချင်းယူသွားမလားစာရေးစရာလုပ်ပြီးတော့မှအငတ်ခံမလားစာရေးပြီးပဲအငတ်ပဲခံတော့မယ်စာချုပ်ချုပ်ပြီး3ပတ်အတွင်းပထမဆုံးဝတ္ထုကိုအပြီးရေးတယ်စာအုပ်နာမည်ကိုရိုးရိုးပဲစာတိုက်ဆိုပြီးပြီးတယ်စာအုပ်အဖွင့်မှာဘသူအတွက်မှမဟုတ်ဆိုပြီးရေးထားသေးတယ်နောက်ပိုင်းစာအုပ်တွေဇာတ်တိုက်ရေးပြသွားတယ်ဝတ္ထု6အုပ်နဲ့ကြပြားတွေရှာနဲ့ချီပြီးဆက်ထုတ်ဖြစ်တယ်အုပ်ရည်2တန်းကျော်သွားတဲ့အထိရောင်းရတယ်ဘသူမှထင်မထားတဲ့အထိအောင်မြင်သွားတယ်သူကိုယ်တိုင်လည်းထင်မထားဘူးဒီလိုဇလန်းမျိုးတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာဖန်တရားတည်နေပြီလိုချင်တာကိုမရမကကြိုးစားတယ်ဘယ်တော့မှအရှုံးမပေးတဲ့အတွက်နောက်ဆုံးမှပန်းနိုင်ကိုရောက်သွားတယ်ဘာညာပေါ့ရုပ်ရှင်ရိုက်ရှင်စရာဇလန်းမျိုးအောင်မြင်သူတွေကိုလက်ညှိုးထိုးပြီးတော့မှပြောနေကြစကားမျိုးတွေ့လားသူဆိုရင်ဘာဖြစ်ဖြစ်အရှုံးမပေးဘဲနဲ့ဆက်ကြိုးစားသွားတာသူကသူလည်းယုံနေမစုံမနစ်စိတ်ဓာတ်နဲ့ကြိုးစားတော့အောင်မြင်သွားတယ်အတူယူကြဒါပေမဲ့ဘူဂိုစကီသေးတော့သူ့အုပ်ကူမှာစာတစ်ချောင်းထွင်းခိုင်းသွားတယ်မကြိုးစားနေတဲ့စာအုပ်တွေတန်းတဲ့ချီရောင်းရနာမည်ကြီးနေပြီမဲ့ဘူဂိုစကီကအလက်ကားလူဖြစ်နေတော့မယ်သူကသူလည်းသိတယ်သူအောင်မြင်သွားတာကြိုးစားလို့ပြောင်းလဲသွားလို့မဟုတ်ဘူးသူကသူအသုံးမချတာကိုဝန်ခံပြီးတော့မှပွင့်ပွင့်လင်းလင်းရေးလို့အောင်မြင်သွားတာတခြားသူတွေလိုဖြစ်အောင်လဲလိုက်မပြောင်းလဲဘူးသူ့စာတွေကိုဖတ်ကြည့်ရင်သိတာတယ်မအောင်မြင်မှုတွေဆုံးရှုံးမှုတွေအဆိုးဆုံးအခြေအနေကိုမဖုံးကွယ်ဘဲနဲ့ယူတသားရေးသွားတာသူ့အောင်မြင်မှုရဲ့တကယ်အကြောင်းရင်းကတော့ဒါပဲကိုယ့်ကိုယ်ကိုဘယ်လိုလူလဲဆိုတာကိုလက်ခံသွားတာပွင့်လင်းတာဝန်ခံတတ်တာအောင်မြင်မှုတွေဘာတွေလဲဂရုမစိုက်ဘူးအောင်မြင်သွားတော့လည်းလူကောင်းဖြစ်မသွားဘူးစာပွဲကြပြပွဲတွေကိုလည်းမူးယူပြီးတော့မှသွားလို့သွားလူကြားသူကြားလည်းအရှက်မရှိနေခြင်းသလိုနေတွေ့ကြရမိမနဲ့အိတ်နာမည်ကြီးလို့အောင်မြင်သွားလို့ဘူဂိုစကီတယောက်လူကောင်းသူကောင်းဖြစ်မသွားသလိုသူလူကောင်းသူကောင်းဖြစ်လာလို့အောင်မြင်လာတာလည်းမဟုတ်ဘူးကိုယ့်ကိုယ်ကိုမြင့်တင်တာနဲ့အောင်မြင်မှုနဲ့တွဲနေတတ်တယ်ဒါပေမဲ့ဒီနှစ်ခုကတူတော့မတူဘူးကျွန်တော်တို့ဒီနေ့ပတ်ဝန်းကျင်မှာမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေသိများတယ်ပိုပြောခြင်းနဲ့ပိုချမ်းသာခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းနဲ့အားလုံးထက်သားခြင်းနဲ့ပိုတော်ခြင်းနဲ့ပိုတက်ခြင်းနဲ့ပိုချမ်းသာခြင်းနဲ့ပိုလှခြင်းနဲ့မနာလို့တို့တာခံခြင်းနဲ့လေးစားခံခြင်းနဲ့မနဲ့အိမ်သာတိုက်အောင်မှရွှေထွက်ခြင်းနဲ့မိမကြောသဘောကောင်းကောင်းနဲ့အလိမ္မာသားသမီးလေးတွေလိုချင်တယ်အလုံးလုံးရဲ့လူတင်ကြီးပြီးတော့မှကဘာကိုယ်တော်ကဲတင်တဲ့အလုပ်မျိုးတွေလုပ်ချင်တယ်ဒါပေမဲ့ခဏလေးချက်ပြီးစဉ်းစားကြည့်အောင်မြင်ရေးစာအုပ်တွေပျော်ရွှင်ရေးစာအုပ်တွေမှာပါနေကြအကြံဉာဏ်တော်တော်များများကကျွန်တော်တို့စီမှာမရှိသေးတဲ့အရာတွေကိုအာယုံစိုက်နေတာများတယ်ပတ်စံရှာဖို့ကြိုးစားကြတာပတ်စံလိုနေသေးတယ်လို့ထင်လို့ကိုကိုမလှဘူးထင်တော့မှန်ရှိမှထက်ကကြည့်အခြေအေးမှညံ့နေတယ်တော့လက္ခဏာပေးနေရတွေလို့မအောင်မြင်သေးဘူးလို့ထင်တော့အောင်မြင်စာပေတွေဖတ်ကြအကောင်းမြင်မှုအောင်မြင်ခြင်းရှိဖို့ကြိုးစားရင်းနဲ့ပဲကိုမှမရှိတာတွေကိုမလုံနိုင်တာတွေမလုံနိုင်တော့တာတွေမလုံနိုင်ခဲ့တာတွေစဉ်းစားရင်ကတန်တရားလဲကုန်တယ်တကယ်တမ်းကျတော့ပျော်ရွှင်နေတဲ့သူတယောက်ဆိုတာမှန်ထဲမှာကိုပြန်ပြီးတော့မှငါပြောတယ်ဆိုပြီးပြောနေစရာမလိုဘူးခွေးသေးလီဟောင်းလေးပဲဆိုတဲ့စကားပုံလေးပဲတတ်တည်ရှိပြီးသားသူကမကြောက်တဲ့ကြောင့်တတ်တည်ပြစရာမလိုဘူးချမ်းသာတဲ့သူကချမ်းသာကြောင့်ထုတ်ပြနေစရာမလိုဘူးကိုအကြောင်းကိုသိပြီးသားမလားTV ကြော်ညာတွေကြည့်လိုက်ရင်လည်းကောင်းမတဲ့ဘဝဆိုတာကာကောင်းစီးဖို့ဝင်ဝေကောင်းတဲ့အလုပ်ရဖို့ရည်စားလထားနိုင်မှုရေကူးကန်နဲ့နေဖို့ဆိုပြီးပြောမယ်ပိုကောင်းတဲ့ဘဝဆိုတာပိုရဖို့ပိုလုပ်ဖို့ပိုရှိဖို့ပိုဆိုတဲ့စကားနဲ့ပဲလဲနေတယ်ပတ်ဝန်းကျင်ကိုအဖက်လို့ဂယူးဆိုင်နေဖို့ဇက်တိုက်ကြီးတိုက်တွန်းခံနေရတာ TV အသစ်ဝယ်နိုင်ဖို့ဂယူးဆိုင်ရမယ်လုံးပေါ်ကိုင်ပတ်တဲ့ပို့ပြီးတော့မှပတ်စံရဖို့ဂယူးဆိုင်ရမယ်အိမ်မှာဆိုဖာဆက်တီအသစ်လေးဝယ်ဖို့ဂယူးဆိုင်ရမယ်နောက်ဆုံးပေါ်ဖုန်းကိုထွက်တာနဲ့ကိုင်နိုင်မှုဂယူးဆိုင်ရတယ်ဒါတွေကိုဂယူးဆိုင်ဖတ်လုပ်နေတာစီးပွားရေးအတွက်တော့အကောင်းသားစီးပွားရေးကောင်းလို့ဘာမှမထိခိုက်ပေမဲ့ဒါလောက်ကြီးအရာရာကိုလိုက်အဖက်လုပ်နေတော့စိတ်ကျမ်းမာရေးကကျူးကြလာကော
ပျော်ရွှင်မှုတန်လျက်အတူရောင်နေတော့လိုက်နေရင်အခြေအနေကကုန်လာတယ်တကယ်ကောင်းမွန်တဲ့ဘဝကိုလိုချင်ရင်အရာရာတိုင်းကိုပို့ပြီးတော့မှဂရုစိုက်အဖက်လုပ်နေလို့မရဘူးစစ်မှန်တဲ့တကယ်လိုအပ်တဲ့တကယ်အရေးကြီးတဲ့အရာတွေကိုရွေးပြီးတော့ဂရုစိုက်ဖို့လိုတယ်ဒီလိုမျိုးစာအုပ်တွေမှာကစီးပိုင်းနဲ့စိတ်ခွန်အားပေးစာပေတွေကိုပါတနေရာတဲ့အချိန်မရွေးနေရာမရွေးဖုန်းလေးတစ်လုံးရှိုံနဲ့ Willpower Audio Book application မှာနားထောင်နိုင်ပါပြီ application link ကိုတော့ description မှာချပေးထားပါမယ်ခင်ဗျတစ်လကို4900ချက်သေးပါအခုပဲအောက်မှာချပေးထားတဲ့ Fiverr Telegram တွေကတစ်ဆင့်ဆက်သွယ်လိုက်ပါမိတ်ဆွေအခန်းနှစ်ပြောရဲဆိုတဲ့ပြဿနာဟိုနှစ်ပေါင်း2500လောက်တုန်းကဟီမော်နာတောင်တန်းနေကြကအခုလက်ရှိဒီပေါ်နိုင်ငံပေါ့အဲ့ဒီတိုင်းပြည်တခုမှာဘရင်ကြီးတစ်ပါးရှိခဲ့ဘူးပါတယ်သူမိဖုရားကတအူးမင်းလျောင်းမင်းလျာလေးမွေးကန်ဒီပေါ့မင်းသားလေးမမွေးခင်ကတည်းကဘရင်ကြီးကဆုံးဖြတ်ပြီးသားသူ့သားတို့ကတသက်လုံးဒုက္ခဆင်းရဲဆိုတာလုံးဝမကြုံမစရဘူးလိုအပ်သမျှအရာရာအကုန်ပြည့်စုံစီရမယ်ဟေးဆိုပြီးတော့မှစဉ်းစားထားတယ်နောက်တော့တဝန်းကိုလည်းမင်းသားလေးထွက်လို့မရအောင်တတိုင်းနေကာလိုက်တယ်မင်းသားလေးလူတွေသေးမရှိပြေဆုံးအောင်ချွေရန်ပေါင်းစုံနဲ့ထားတယ်ဒီလိုနဲ့ပဲလူဘွားရဲ့ဒဏ်တွေကိုမသိဘဲနဲ့မင်းသားလေးရဲ့ခလေးဘွားအကုန်ဆုံးလာလီယိုခလေးဘွားတစ်ချောင်းလုံးလူတွေသေးမရှိနေရပြီမဲ့မင်းသားလေးရဲ့အသက်နည်းနည်းကြီးလာတော့တော်တော်ခါးသေးတဲ့လူတစ်ယောက်ဖြစ်လာတယ်ဘလောက်ပဲပြေဆုံးပါစေမကြည်ချမ်းနိုင်ဘူးပေါ့ဒါနဲ့ပဲအရာရာကအတိတ်ပဲမရှိအနှစ်သာရမရှိတဲ့ဟာတွေဖြစ်လာကိုပြဿနာကသူ့ဘေဘရင်ကြီးဘာတွေပဲပြီးပြီးဘရောမှမလုံလောက်ဘူးဘာအတိတ်ပဲမှမရှိဘူးဆိုပြီးခံစားလာနေရတာတညတော့မင်းသားလေးတိုင်းပြင်ကိုခိုးထွက်ပါလီရောပေါ့အပြင်မှာဘာတွေများဒီလောက်စိတ်လို့ရှားစရာရှိမလဲပေါ့သူ့အစီကတယောက်အကူကြီးနဲ့ရွာလေးကိုထွက်ကြည့်တယ်အဲ့ဒီမှာရွာလေးမှာမြင်ရတာတွေကြောင့်မင်းသားလေးကထိတ်တလန့်ဖြစ်သွားပါတယ်ဘဝမှာပထမဆုံးဒုက္ခဆင်းရဲဆိုတာကိုသူတွေးလိုက်ရတယ်နာကျင်အော်ဟစ်နေတဲ့သူတွေအိုမေးရွတ်တော့နေတဲ့သူတွေနေစရာမရှိငတ်နေတဲ့သူတွေဖျားနာနေတဲ့သူတွေဒေဂာနီးဖြစ်နေတဲ့သူတွေမင်းသားလေးနန်းတော်တွေကိုပြန်ရောက်တော့ကိုဝေခွဲမရဖြစ်လာပေါ့သူမြင်ခဲ့ရတာတွေကိုဘယ်လိုလက်ခံရမလဲဆိုတာမသိဘူးဖြစ်နေတယ်စိတ်ဓာတ်တွေကြပြီးတော့မှမြင်သမျှပြဿနာရှာတော့တာပေါ့လူငယ်ပြီးနောက်ဆုံးတော့ငါဒီလိုဖြစ်ရတာငါအဖေကြောင့်ပဲဆိုပြီးကောက်ချက်ချတယ်ဒီကျေဝချမ်းသာမှုတွေစီးစိမ်နေကြောင်ဒီလိုဖြစ်တာဆိုပြီးသတ်မှတ်တယ်နောက်ဆုံးတော့မင်းသားလေးကနန်းတော်တွေကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါလီရောပြောမင်းသားလေးကတကယ်အဖေတူသားသူ့မှလည်းအကြံကြီးတစ်ခုနဲ့ဒီတိုင်းတော့ထွက်မပြေးဘူးငါမှရှိသမျှစီးစိမ်ဒီခုံပုတ်ဒီအကုန်လွှင့်ပြပြီးတော့မှလမ်းဘေးမှာဖြစ်သလိုနေမယ်ငတ်မယ်ပြတ်မယ်မရှိရင်တောင်းဆမယ်ဒီလိုတွေးထားတာနောက်တစ်ညကျတော့မင်းသားလေးနန်းတော်တွေကထွက်ပြေးတယ်ဘယ်တော့မှမပြတ်ဘူးလို့ဆုံးဖြတ်တယ်လေးနေ့လုံးလမ်းဘေးမှာအလေလွင့်လို့နေပြီးတော့မှလူအလွာရဟိုးအောက်ဆုံးလေးဆင်းပြီးတော့ဒုက္ခတွေခံလိုက်တယ်သူထင်ထားသလိုပဲကြီးလိုက်တဲ့ဒုက္ခပေါ့သေမလို့တောင်ဖြစ်ပါတယ်တခါတလေတရက်လုံးမှဘဲတစ်စိလောက်ပဲစားတဲ့အထိနောက်တစ်နှစ်နည်းနည်းထက်ကြသွားတယ်တစ်နှစ်နှစ်နှစ်ထက်ကြတယ်ဘာမှဖြစ်မလာဘူးအဲ့ဒီမှာမင်းသားလေးကတကူကူကိုသဘောပေါက်စပြုတ်လာတယ်ဒုက္ခဆင်းရဲဆိုတာတကယ်ဆိုးပါလားငါသိချင်တဲ့အသိဉာဏ်တွေလည်းဘာမှရမလာဘူးနတ်နေတဲ့ပြေးသွားတဲ့နားလည်မှုတွေလည်းရောက်မလာဘူးအခြားသူတွေအားလုံးသိတဲ့အရာကိုမင်းသားလေးအဲ့ဒီတော့မှသိသွားတာဒုက္ခဆင်းရဲဆိုတာတကယ်ကိုဆိုးတဲ့ဟာကြီးပါလားပေါ့ဘာမှလည်းနတ်နေအိဗယ်ပြေးသွားတဲ့အရာလည်းမဟုတ်ဘူးချမ်းသာကြွားသလိုပဲဆင်းရဲတာလည်းအတူတူပဲဒိဗယ်မရှိဘဲနဲ့ဆင်းရဲစမ်းဤချမ်းသာစမ်းကွာဆိုပြီးကြိုးစားနေုံနဲ့လေးနက်မှုတွေရှိလာမှာမဟုတ်ဘူးဆိုတာကိုနားလည်သွားတယ်ဆိုပါစို့ငါလည်းငါအဖေလိုပဲကြောင်းတောင်အထွေးခေါ်တွေလိုက်လုံနေပါလားဒီလိုလုပ်နေတာရက်မှဆိုပြီးသဘောပေါက်သွားတယ်စိတ်တွေတော်တော်ရှုပ်သွားတဲ့မင်းသားလေးကအဲ့ဒီတော့မှသူ့ကိုယ်သူစီကြောတန့်စင်ပြီးတော့မြေကမ်းဘေးကတစ်မင်ကြီးတစ်ပင်အောက်ကိုသွားတယ်ဒီတစ်ပင်အောက်မှာငါတိုင်းပဲစဉ်းစားမယ်ငါလိုချင်တဲ့အဖြေမရမထားဘူးလို့ဆုံးဖြတ်လိုက်တယ်49ရက်တိတိမင်းသားလေးအဲ့ဒီတစ်ပင်အောက်မှာမလုံးမရှက်ထိုင်ပြီးစဉ်းစားတယ်အဲ့ဒီမှာနားလည်မှုဉာဏ်တွေတော်တော်များများရရှိသွားတယ်အဲ့ဒါတွေကတခုကဒီလိုဘဝဆိုတာကဒုက္ခတစ်မျိုးပဲချမ်းသာတဲ့လူကလည်းချမ်းသာလို့ဒုက္ခတွေတွေ့ရတယ်လို့ဆင်းရဲသူကလည်းဆင်းရဲလို့ဒုက္ခတွေရောက်တယ်မိသားစုရှိသူကလည်းမိသားစုရှိလို့ဒုက္ခတွေရှိတယ်လို့ပဲတကောင်ကြွက်ကလည်းပဲတကောင်နဲ့မို့လို့ဒုက္ခတွေရှိတယ်တာယာမှုတွေနောက်လိုက်သူကလည်းတာယာမှုတွေကိုတတ်မှတ်လို့ဒုက္ခဆင်းရဲရောက်ရတယ်လို့တာယာမှုတွေကိုရှောင်ရှားတဲ့သူကလည်းဒါတွေမရှိလို့ဒုက္ခရောက်ပြန်ကောဒုက္ခဆင်းရဲမှန်သမျှအတူတူပဲလို့ပြောတာမဟုတ်ဘူးတချို့ဒုက္ခတွေကနည်းနည်းပိုတက်တာတော့ရှိတယ်ဒါပေမဲ့အားလုံးဘဝဆိုတဲ့ဒဏ်ကိုခံရတာကအမှန်နေ့တော်တော်ကြာတော့မင်းသားလေးကသူတွေ့ခဲ့တဲ့အတွေးခေါ်တွေကိုအားလုံးနဲ့မျှဝေသင်ကြားပေးတယ်အဲ့ဒီအတွေးခေါ်တွေကအဓိကအကြဆုံးတစ်ခုကဒုက္ခဆင်းရဲဆုံးရှုံးမှုဆိုတာရှောင်လို့မရဘူးဒီຢာတွေစီကနေထွက်ပြေးဖို့ကြိုးစားနေတာကိုရက်ချဆိုတဲ့အတွေးခေါ်ပဲဒီမင်းသားလေးကချားသူမဟုတ်ဘူးအားလုံးခံမှန်းမိကြပါပါဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ပေါ့ကျွန်တော်တို့ရဲ့ခံယူချက်အယူအဆတော်တော်များများမှာဆွဲနေတဲ့အဆွဲတစ်ခုရှိတယ်ပျော်ရွှင်ခြင်းဆိုတာနီးနဲ့စနစ်နဲ့ဖန်တီးယူလို့ရတယ်ဆိုတဲ့အဆွဲဆေးချောင်းဝင်ဝဲရအောင်ကြိုးစားတယ်လို့ခက်ခက်ခဲခဲလီကိုအယုတ်တကူပြီးအောင်ဆက်ရတယ်လို့လက်ညှော်လက်ဆွဲနဲ့လိုက်နာလို့ရတယ်လို့ထင်ကြတယ်Ace ကိုရအောင်လုပ်ရတော့ငါပြောမယ်။ Y နဲ့တူအောင်လိုက်နေငါပြောမယ်။ဇက်လိုလူမျိုးဖြစ်မှငါပြောမယ်စသဖြင့်ပေါ့။ဒီအစွဲကမှတကယ်ပြဿနာအစစ်။ပျော်ရွှင်မှုဆိုတာအပြေထုတ်လို့ရတဲ့ပု္ပ္ပစာတစ်ခုတသက်မဟုတ်ဘူး။
မကျေနပ်ချက်တွေခက်ခဲမှုတွေဆိုတာကလူဘဝရဲ့မရှိမပြည့်အစိတ်ပိုင်းတွေဖြစ်တယ်ဒီငြိမ်တဲ့ပျော်ရွှင်မှုအစစ်ကိုရဖို့ခက်ခဲခြင်းတွေဆိုတာရှိကိုရှိမှဖြစ်မယ်ဒီအတွေးခေါ်ကိုကျွန်တော်ညံမိသလောက်ပန်ဒါဝဝန်တကောင်ကိုနမူနာထားပြီးရှင်းပြပါမယ်အာမနာတတ်တဲ့ပန်ဒါတဲ့သူ့နာမည်ကအခုခေတ်စားနေတဲ့စူပါဟီးရိုးတွေလိုဟီးရိုးတကောင်လောက်သာဖန်တီးခွင့်ရရင်ကျွန်တော်ဖန်တီးချင်တာကအာမနာတတ်တဲ့ပန်ဒါတကောင်ပါဝါတို့အင်ကြီးသေးလေးတစ်ထည်နဲ့မျက်လုံးမှာအမဲခွင်းနှစ်ခွင်းနဲ့ပေါ့သူ့ရဲ့မဟာအစွမ်းကတော့လူတွေအနာသွားသူတို့မကြားကြသောအမှန်တရားတွေကိုအာမနာရှာမကျူတောပြောတဲ့အစွမ်းတဲ့အိမ်ဝင်တဲ့အိမ်အတွက်တကားခောက်ပြီးပြောမယ်ဟာအခုပတ်စံလေးရှာတာတော့တော်တယ်နော်တော်တော်စိတ်ချမ်းသာမှာပဲဒါပေမဲ့အခုကလေးတွေကတော့အခုချစ်မှာမဟုတ်ဘူးဒါနဲ့အမပြောနေတဲ့တငယ်ချင်းခင်မင်မှုဆိုတာတကယ်တမ်းကျတော့လူတွေအထင်ကြီးအောင်အတင်းလုံနေတာကြီးနော်အားရပါရအာမနာပဲပြောပြီးတော့မှနောက်တိမ်ကိုဆက်သွားမယ်တော်တော်ပြောဖို့ကောင်းမယ်စိတ်ညစ်ဖို့လည်းကောင်းမယ်စိတ်ကနေနာမယ်ပေါ့အမှန်တရားဆိုတာတော်တော်နာတဲ့စူးတစ်ချောင်းပဲမလားအာမနာတဲ့ပန်တာကကျွန်တော်တို့လုံးဝမလိုချင်ပေမဲ့တကယ်ကိုလိုအပ်နေတဲ့တရေကောင်းကြီးကျွန်တော်တို့အားလုံးတမတ်တမောကြီးစားသုံးနေတဲ့အစီအိတ်တွေကိုအစားထိုးပြီးမဲ့တတ်လို့အသီးရွက်လိုပဲကျွန်တော်တို့ကိုပိုးစုပတ်ဆက်အာမနာတဲ့ပြောပြီးတော့မှတစားစီဖြစ်အောင်လို့ပူပြီးခံရရှိလာအောင်မောင်းပြီးမဲ့သူနောက်ဆုံးကမှမင်းသားတည်သွားတဲ့ရုပ်ရှင်တွေလိုပေါ့နားလဲနာခေါင်းလဲကောင်းကျွန်တော်လည်းပန်တာမျက်နှာပုံးဆိုပြီးခင်ဗျားတို့ကိုခါတူတူအမှန်တရားတွေပြောပြရစီလူသားတွေအတွက်ဒုက္ခဆင်းရဲဆိုတာအင်မတန်အသုံးဝင်ပါတယ်ပြောင်းလဲဖို့အတွက်တဘာဝကပေးတဲ့စီးတစ်ခွက်လူတွေပြောင်းလဲလာတာတွေကအစင်မပြေမှုတွေမကျေနပ်ချက်တွေကြောင့်ဘာဖြစ်လို့လဲဆိုတော့အစင်မပြေလို့မကျေနပ်လို့ဒုက္ခရောက်လို့အလုံးလုံးတဲ့သူလောက်ဒီထွင်နိုင်စွမ်းရှင်နိုင်စွမ်းဘယ်သူမှမကောင်းဘူးလူဆိုတာရှိတာကိုမတင်းတင်းမရှိတာကိုတတ်မှတ်ဖို့တဘာဝကြီးကပန်းစင်းပေးထားတာဒီမယောင်ရဲတဲ့စိတ်ကြောင့်ပဲကျွန်တော်လူသားတွေကဘာကိုမင်းမှုအုပ်ချုပ်နေတာပဲလေဒုက္ခဆင်းရဲဆိုတာကယောဂမဟုတ်ဘူးစွမ်းရတစ်ခုပဲဖြစ်တယ်ကျွန်တော်တို့ခန္ဓာကိုယ်ဆိုရင်လည်းနာတော့မှတကယ်အသက်ဝင်လာတာခြေမထိန်တဲ့ဖင်တိုင်ကိုခြေထောက်နဲ့တိုက်မိကြည့်တာပဲကြည့်ငယ်သံပေါင်းအော်အသက်မရှိတဲ့ကောင်ကိုတောင်မှခွေးတောင်စားဖင်တိုင်ကိုဆိုပြီးဆင်းဘဲကောင်ဒီကောင်ကိုဒီနားလာထားတယ်လေကွာဆိုပြီးအပြစ်တင်ဒါပေမဲ့တေချာစဉ်းစားချင်းဒီလိုနားတယ်ဆိုတာအကြောင်းရှိလို့နားတာလေကျွန်တော်တို့အာယုံကြောတွေကနားတယ်ဟေးဆိုပြီးလှမ်းသတိပေးနေတာဘာတွေလို့ရင်တော့နာမယ်ဘာတွေကိုရှောင်ရင်တော့မနာဘူးအဲ့ဒီလိုသတိပေးနေတာနောက်ကိုထပ်မဖြစ်အောင်လမ်းရှောင်သတိထားလျှောက်တတ်အောင်သင်ပေးနေတာဘယ်သူမှအနာမခံခြင်းမိမဲ့နာကျင်မှုကသိအသုံးဝင်တယ်ငယ်တုန်းကတည်းကရှောင်ရမယ့်အရာတွေကိုသတိထားတတ်အောင်သင်ပေးခဲ့တာကလည်းဒီနာကျင်မှုပဲကိုယ်အတိုင်းအစကိုနားလည်အောင်အမြဲသတိပေးနေတာမီးဆိုတာကင်ကြည့်ရင်ပုံမှန်သိအောင်ဘလက်ပေါက်တဲ့လက်ထွင်းဘာဖြစ်မယ်ဆိုတာသိအောင်သတိပေးခဲ့တာဘယ်တော့မှအနာမခံမှုအေးဆိုပြီးစိန်ရှိတာတတရှိတာတွေကိုပဲလိုက်ရှာနေတကယ်သေးရှင်ရဲ့အချိန်မှာဘာမှမတတ်နိုင်ဘူးနာကျင်မှုဆိုတာခန္ဓာကိုယ်ထဲမှာရှိတာတော့မဟုတ်ဘူးလူဆိုတာစိတ်ပိုင်းဆိုင်လဲနာကျင်တတ်တာပဲသူတိသနာရှာဖွေတွေးရှိချက်တွေအရာဆိုရင်လူတွေကတကားတလေစိတ်ပိုင်းဆိုင်နာကျင်မှုနဲ့ခန္ဓာကိုယ်ပိုင်းဆိုင်နာကျင်မှုတွေကိုခွဲတော့မခွဲတတ်ဘူးတဲ့ကျွန်တော်အရင်ရေးစားနောက်တစ်ယောက်တော့ပါသွားတော့ကလေအသေးကိုဓာတ်နဲ့ဆွသလိုခံစားရတယ်ဆိုတာအပူပြောတာမဟုတ်ဘူးတကယ်ကြီးဓာတ်နဲ့လာဆွသလိုခံစားရတာစိတ်ထဲမှာနာတယ်ဆိုတာတခုခုအစမပြေဖြစ်သွားလို့အန်ချော်သွားလို့ခန္ဓာရင်မရှိတော့လို့ဖြစ်တာအသားနာသလိုပဲစိတ်နာခြင်းတွေကလည်းတခါတလေလိုအပ်တယ်တချို့အခြေအနေမှာဆိုရင်စိတ်ကျမ်းမာရေးအတွက်တောင်မှကောင်းသေးတာမီးဆိုတာပုံမှန်သိတော့ထပ်မကန်ပြတော့သလိုကြာရှုံးမှုတွေအမုန်းခံရတာတွေကပေးတဲ့စိတ်အနာဆိုတာနောက်ကိုဒါမျိုးတွေထပ်မဖြစ်အောင်လေ့ကျင့်ပေးနေတာပေါ့ဒီတော့စိတ်ညစ်စရာတွေကိုပတ်ပြေးနေတဲ့ဒီနေ့လူအတိုင်းဝိုင်းကသိအန္တရာယ်များတယ်ဘဝရဲ့အဖို့တစ်တွေကိုမသိချင်အောင်ဆောင်နေကြတာကိုယ့်အတွက်တကယ်လိုအပ်တဲ့သင်ခန်းစာတွေမရတော့အစစ်မှန်နေတဲ့တပြေးပြေးဝေးလာကြတယ်ပျော်ရွှင်စွာနဲ့တတ်တဲ့ဆုံးဒီတိုင်းသွားကြလေတည်းဆိုတာမျိုးကိုသိကြခြင်းကြမိလိမ့်မယ်ဒါပေမဲ့ဒီကဘာမှာကအမြဲတမ်းပြဿနာတွေအပြည့်ဆုံးကိုမဆုံးနိုင်ဘူးစောစောကပြောတဲ့ပန္နာဝဝန်နဲ့အရက်တော်ထုံးကသူကျွန်တော်ပြောဘူးတယ်အခက်အခဲဆိုတာဘယ်တော့မှအပိတိုင်ပြောင်းမသွားဘူးကွာတဲ့ပိုကောင်းတဲ့အခက်အခဲတွေပြပြောင်းသွားတာပဲရှိတယ်အခန်းသုံးသင်္ကသာမန်လူတစ်ယောက်သာကျွန်တော်အသည့်တစ်ယောက်ရှိပါတယ်နာမည်တော့မပြောတော့ဘူးသူ့နာမည်ကိုပဲကိုချစ်လူခေါ်ကြပါစို့ကိုချစ်မှာအသေးစားစီးပွားရေးလုပ်ငန်းအကြံဉာဏ်တွေအပြည့်ရှိတယ်ဘယ်ချိန်မေးလိုက်သူ့မှာလှုပ်ရှားတွေကအပြည့်စီးပွားရေးလုပ်ငန်းတွေကိုအကြံဉာဏ်ပေးနေတယ်ဆိုတာကတစ်မျိုးဖုန်းဆော့ဖ်ဝဲထွင်ဖို့အတွက်ပတ်စံထည့်မဲ့သူစောင့်နေတယ်ဆိုတာကတစ်ပုံဘယ်ခန်းသားမှာတော့ဘာစကားတွေသွားပြောရအောင်မလဲဆိုတာကပါသည်လောင်စာစီအသစ်မျိုးထုတ်ဖို့တိမ်တန်းချီတန်းတဲ့ project ကြီးစတော့မယ်ဆိုတာလေခဏခဏပြောတယ်သူ့ကို project ကြီးဇက်လိုက်တော့ပြောနေတာပဲရက်ကိုမရက်တာစကားပြောခွင့်လေးများသွားမပြီးလိုက်နဲ့ကဘာကိုဘယ်လိုပြောင်းလဲပြစ်မယ်ဆိုတာကစတာပဲသေရိုစီအကြံဉာဏ်မောင်းများစွာကိုအားရပါရရီဘက်မဝင်ပြောတတ်တာကိုချစ်တော့အမြဲတမ်းတက်ကြွနဲ့ဆရာကြီးပေါ့အမြဲမပြတ်ချန်ဆနေသူကြီးတကယ်ကကိုချစ်စီမှာအပြောတွေကြီးပဲတကယ်လို့တာဘာမှမရှိဘူးစီးပွားရေးကြံကြံထုတ်ဖို့ထိုင်လိုက်တဲ့ဘီယာဆိုင်ဆိုတာကမြောင်းပေါက်နေပြီကျွမ်းကျင်အစ်လဲရဆိုပါတော့အိမ်ကတောင်းထားတဲ့ပတ်စံနေနဲ့စားတော့ပြီးအိမ်ကလူတွေကိုသူ့စိတ်ကူးရင်အိမ်မက်တွေနဲ့အချိုးသက်ထားတာကလည်းကြားပါပြီ
တခါတလေတော့ဖုန်းလေးပါလေးတကယ်ဆက်ပြီးအလုပ်စားဖို့ချမ်းပါတယ်ဘာမှတော့ဆက်ဖြစ်မလာဘူးဒါပေမဲ့ကိုချစ်တယောက်တော့ပြောင်းလဲမလာဘူးဒီတိုင်းပဲဆက်သွားနေတယ်အသက်30နာကတ်တဲ့အထိကျတော့သူ့တန်ကိုသူကြီးစားနဲ့အမျိုးတွေပါခံလာရကောအစိုးဆုံးကကိုချစ်တယောက်ကသူဒီလိုဖြစ်နေတာကိုခြေနဲ့နေတာကိုယုံကြည်ချက်သိပြင်းတာသူ့ကိုအားရတဲ့သူတွေကဲ့ရဲ့တဲ့သူတွေအားလုံးသူ့လောက်အမျိုးမျိုးမရှိလို့တုံးလို့ပဲလို့ယူဆတယ်သူ့စိတ်ကူးတွေကိုမထောက်ခံတဲ့သူတွေအရင်နီးမထုတ်ပေးတဲ့သူတွေအားလုံးကလည်းပေါက်မဲ့ဒီလက်မှတ်ကိုလွှင့်ပြတဲ့သူတွေပေါ့သူအပူပင်မရှိစားတော့နေတိုင်းနေတာတွေကိုအပြစ်တင်နေသူတွေအားလုံးကလည်းသူ့ကိုမနာလိုလို့လိုက်ပြောနေတယ်ဆိုပါတော့ပတ်စံနေနေပါပါတော့ရှာလိုက်သေးတယ်ဟိုလုတ်ဒီလုတ်လေးတွေအဆင်ပြေတဲ့အခါမျိုးလူများစိတ်ကူးကိုသူ့စိတ်ကူးလုပ်ပြီးရောင်းစားလိုက်တာမျိုးစီပါရီထောင်ပေးပဲဆိုပြီးမနူးမနဲ့တွေလှိမ့်နေတာမျိုးတကားတလေအခန်းသားတွေဘာတွေမှာမိန်ငုံးတော်မှာသွားပြောသေးတယ်ဘာပြောသလဲတော့စဉ်းစားလို့မရဘူးကိုချစ်ရဲ့အစိုးဆုံးပြဿနာကသူလှိမ့်သမျှဟာတွေကိုသူ့ကိုယ်သူယုံနေတာအံ့ဩစရာကောင်းလောက်အောင်ကိုအထင်ကြီးနေတာအမြင်ကပ်ဖို့တောင်မှခက်တာလေးစားစရာဖြစ်လောက်အောင်ကိုအောက်ခြေလွတ်သွားတယ်ဆိုပါတော့1960ဝန်းကျင်ကစလို့စိတ်ပညာရှင်အတိုင်းဝိုင်းမှာကိုတန်ဖိုးထားစိတ်ကိုမြင့်တင်တဲ့နီလန်းတွေခေတ်စားလာတယ်ကိုအထင်ကြီးအလုံးမှာပိုအဆင်ပြေတယ်ပေါ့သူဒေသနာပညာရှင်တွေစိတ်ပညာရှင်တွေထင်တာကလူတွေအားလုံးမိမိကိုပိုပြီးတန်ဖိုးထားလာရင်လူသားမျိုးနဲ့ပိုပြီးတိုးတက်လာမယ်လို့ထင်ခဲ့တာရာဇဝတ်မှုတွေပိုလျော့လာမယ်ပညာရေးမှာပိုတိုးတက်လာမယ်အလောက်ကန်ပိုကောင်းလာမယ်ဒါနဲ့ပဲ1990လောက်ကစပြီးတော့မှကိုအထင်ကြီးဖို့နီလန်းတွေကိုစပြီးတော့မှသင်ကြားလာတယ်ကျောင်းဆောင်တဲ့သင်ခန်းစာတွေထဲတော့မှပါလာပါတယ်အမှတ်ပေးစနစ်ကိုလည်းကြည့်စာညက်နဲ့ကလေးတွေကိုစိတ်ထဲမကြအောင်လုပ်ပြီးတဲ့စနစ်အသစ်တွေထွင်လာတယ်ပုံမှန်လုပ်နေကြအလုပ်တွေကိုပါနှစ်သိန်းစုတွေကြံပန်ပြီးပေးတဲ့စုတွေပေးလာတယ်အိမ်စာပေးတာတော့မှကိုဘာဖြစ်လို့အရန်တော်လို့ထင်တယ်လဲဆိုတာမျိုးရေးခိုင်းတယ်ကိုသဘောကျဆုံးအရာ၅ခုရေးခိုင်းခဲ့တာမျိုးစိတ်ဓာတ်ကွာဟောပြောပွဲတွေမှာလည်းမင်းရတခြားသူတွေနဲ့မတူဘူးလူတိုင်းကထူးခြားတဲ့သူတွေဖြစ်တယ်အများနဲ့မတူကွဲပြားအောင်မြင်မဲ့လူဆိုပြီးတော့မှအားပေးစကားတွေပြောလာကြတယ်နောက်မျိုးဆက်တစ်ခုလောက်ကြာကျွန်တော်တို့ခေတ်ရောက်တော့အဖြေကပေါ်လာပြီကျွန်တော်တို့အားလုံးကသူများနဲ့မတူထူးခြားတဲ့လူသားတွေမဟုတ်ဘူးပဲကိုအထင်ကြီးနေတာနဲ့ဘာမှထူးမလာဘူးကိုအထင်ကြီးထူးခြားတယ်လို့ထင်နေတဲ့သူတွေများလာတာနဲ့ဘယ်ကိအသက်တွေမာတင်လူသာကင်းအသက်တွေပိုများလာတာမဟုတ်ဘူးကိုချစ်အသက်တွေပဲပိုများလာတာညံကြီးရှင်စုံဦးတီထွင်လူကြီးကိုချစ်ကိုတပူးမှုတ်ပြီးတော့မှလီဘောကပြန်မကြတော့တဲ့ကိုချစ်လက်မကန်တဲ့အာမပေးတဲ့သူတွေကိုငတုံးတွေလို့ပြောတဲ့ကိုချစ်လူထင်ကြီးအောင်စားတော့ဆိုင်ကောင်းနေမှာလူများဘန်ကန်နဲ့အမြဲတမ်းစားပြတဲ့ကိုချစ်ပတ်သက်ကြီးမဲ့မျိုးတွေကတပြည့်ပြည့်နင်းနေလာတဲ့ကိုချစ်ကိုတမိုးထားလွန်အထင်ကြီးလွန်ထူးခြားလိုက်တာဆိုပြီးအမြောက်လွန်သွားတဲ့ကိုချစ်ကိုဘယ်လောက်ထူးခြားတယ်ဆိုတော့ကိုပြောနေရတာနဲ့တကယ်ဘာမှမလုပ်ဖြစ်တဲ့ကိုချစ်ကိုတမိုးသိပ်ထားတဲ့စိတ်ရဲ့အဓိကပြဿနာကဒီလိုပါတမိုးထားတဲ့တင်ကြီးတယ်ဆိုတာကအကောင်းမြင်စိတ်တွေမလားဒါပေမဲ့လူတယောက်ရဲ့တကယ်တမိုးကသူ့ကိုယ်သူဘယ်လောက်မကောင်းမြင်တတ်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ကိုအပြစ်နာစာကိုမြင်တတ်တာကပိုရေးကြည့်တယ်ဘေးပပတ်လည်းမပေါ်တစ်ခုလုံးပြည့်စည်နေတာတောင်ကိုချစ်တယောက်သူ့ဘဝရဲ့69.9%သောအချိန်ဒီအားလုံးမှာစိတ်ချမ်းသာပျော်ရွှင်အကောင်းတွေမြင်နေတဲ့ဆိုရင်ဒါပျော်ရွှင်မှုအောင်မြင်မှုကိုတိုင်းတာပေးတဲ့အမှန်တော့မဟုတ်တော့ဘူးကိုချစ်လိုလူမျိုးကိုအခွင့်ဒုက္ခလူတန်းစားလို့ခေါ်ပါတယ်ဘာမှမလုပ်ဘဲနဲ့အကောင်းတွေပဲလိုချင်နေတာအလုံးမလုပ်ဘဲနဲ့ချမ်းသာခြင်းတယ်ဘသူကမှမကူကြည့်ဘဲနဲ့ယေရှုအတင်းခံခြင်းတယ်ဘာမှမဆုံးရှုံးလိုက်ရဘဲနဲ့တသက်လုံးအနိုင်မဲယူခြင်းတာကိုအတင်းကြီးတာလွန်သွားတဲ့ကိုချစ်လိုလူမျိုးတွေကတကယ်တမ်းဘာမှမလုပ်ရသေးရင်တော့ငါကြီးကျယ်ခမ်းနားတာတွေလှုပ်လိုက်ပြီးဟေးလို့ထင်လာတတ်တယ်စင်ပေါ်တက်သားရဲ့ငါပြောသမျှအတန်မိုးရှိတဲ့စကားလုံးတွေပဲဆိုပြီးတော့မှဘသူမှမထောက်ကလည်းပဲသူကတော့မျက်စိမိတ်ယုံတက်လာတယ်ဘာမှဆုံးစားမလုပ်ရဘဲနဲ့ငါကစုံဦးတီထွင်သူကြီးပါလားဆိုပြီးမြင်တက်လာတယ်ကိုယ်တိုင်ဘာတွေ့ကြမှမရှိသေးဘဲနဲ့သူများတွေကိုပါပတ်စံယူပြီးအကြံဉာဏ်တွေပေးနေတာတယ်အခွင့်ဒုက္ခလူတွေရဲ့ကိုအထင်ကြီးစိတ်ကကြောက်စရာကောင်းတယ်တခါတလေဘေးလူကပါကူးဆက်သွားတတ်တာကိုသူ့ဘေးနာသွားနေရင်နဲ့ကိုယ်တိုင်မှငါလည်းတန်မိုးကြီးလူသားပါလားဆိုပြီးထင်တက်လာတာကိုချစ်ဆိုရင်လည်းအကျင့်သာမကောင်းတာသူနဲ့စကားပြောရရင်တော့ပြောစရာကောင်းတာသူနဲ့စကားပြောတဲ့တခါတလေကျွန်တော်ဆရာကြီးတို့တော်မှထင်နေလာတတ်တယ်နောက်ပြဿနာတစ်ခုကအခွင့်ဒုက္ခခြင်းနဲ့ဆိုကြတဲ့ကူကအမြဲတမ်းကိုအထင်ကြီးနေဘူးလိုလာပြီမလားအခွင့်ဒုက္ခခြင်းပြီဆိုမှတော့ကိုအကြောင်းပဲကိုစဉ်းစားတော့တာကိုဤကိုမနှံဘူးဆိုပြီးရှူဖို့ဆိုတာလွယ်တာတော့မဟုတ်ဘူးမြောက်ပေါ်ပင်ပေါ်တွေနဲ့အိမ်သားထဲမှာတသက်လုံးနေလာသလိုဖြစ်နေတဲ့လူမျိုးဆိုရင်ပိုဆိုးလူတယောက်ကဒီလိုစိတ်မျိုးဆွဲသွားပြီဆိုရင်ဘေးကလူတွေဝိုးရှောင်မှုလိုလာပြီဘယ်လိုပဲအကျိုးကြောင့်နဲ့ရှင်းပြဒီလူရဲ့စိတ်ထဲမှာဒါငါရုပ်ချိုးတာချမ်းသာတာတော်တာအောင်မြင်တာရန်ကောင်းတာကိုမချေတတ်လို့မနာလို့မလို့မုန်းထားလို့နောက်ဆက်နေတယ်ဆိုပြီးထင်လာပြီကောင်းတာတွေအောင်မြင်မှုတွေဆိုတာငါလုပ်လိုက်လို့ဖြစ်လာတာမကောင်းတာတွေကြာရှုံးမှုတွေဆိုတာသူများတွေကြောင်းဆိုပြီးတော့မှစိတ်ထဲဆွဲသွားပြီဒီလိုမျိုးကအစမပြတ်အစာကျွေးရတဲ့သတ္တဝါတစ်ကောင်လိုပဲသူ့ကိုယ်သူအမြဲတမ်းတင်ကြီးနေဖို့အတွက်နေလို့ကောင်းနေဖို့အတွက်တကယ်မဟုတ်တဲ့မြောက်ပင်ခြင်းတွေဘဝင်ကိုရက်ခတ်ပေးနေတာမျိုးတွေအောက်ကနေဝိုင်းမပေးတာမျိုးတွေကိုပုံမှန်လိုအပ်လာပြီဘေးမှာရှိသမျှလူတွေဘာဖြစ်ဖြစ်ဂယုမဆိုင်တော့ဘူးအခွင့်ဒုက္ခခြင်းစိတ်ဆိုတာကမွေးရစေအသစ်တစ်မျိုးပဲ
ပျော်ရွှင်မှုအစစ်မဟုတ်ဘူးတကယ်တန်ဖိုးဆိုတာကိုကောင်းတဲ့အရာတွေကိုပဲခံစားတတ်တာမဟုတ်ဘူးကိုယ့်ရဲ့မကောင်းတဲ့နတ်ဆိုးတွေကိုပါလက်ခံနားလည်နိုင်ခြင်းဖြစ်တယ်ကိုချစ်တို့လူမျိုးကသူ့ရဲ့မကောင်းတဲ့ပြဿနာတွေကိုရင်မဆိုင်ရဲတော့စိတ်ကူးရင်အောင်မြင်မှုတွေတော့မှပုံကွယ်နေရင်လုံးပါပါတာပဲကိုတကယ်တန်ဖိုးထားသူတယောက်ကကိုယ့်ရဲ့ဉာဏ်ပြည့်မှုတွေကိုရဲရဲစိုက်ကြည့်တတ်ဖို့လိုတယ်ဟုတ်တယ်ငါတကားတလေပတ်စံသုံးတာစီကံမရှိဘူးဟုတ်တယ်ငါကြွားပြောတာတွေဒီနေ့များတယ်ဟုတ်တယ်ငါလူတစ်ဖက်သားကိုသိအားကိုးလွန်းတယ်ဒီဉာဏ်ပြည့်မှုတွေကိုပြောင်းလဲအောင်လုပ်ဖို့တတ်တည်လည်းရှိရမယ်ဒါပေမဲ့အခွင့်တိုးကလူတွေကြတော့သူတို့မှဉာဏ်ပြည့်မှုတွေမရှိဘူးလို့ယူဆထားတဲ့အတွက်တကယ်ထိရောက်တဲ့ပြောင်းလဲမှုမျိုးဘယ်တော့မှမလုပ်နိုင်ဘူးဒိန်ဒီပေါ်မှာနေတာယာမှုတွေနောက်လိုက်ရင်ကအမှန်တရားနဲ့ပို့ဝေးကုန်တာဒါပေမဲ့တစ်ချိန်ချိန်တော့ဘုံနဲ့ပြုတ်ကြမှာပဲဖွာထားသမျှပြဿနာတွေကဘွားကနေပြန်ပေါ်လာမယ်ဘယ်တော့ပြန်ပေါ်လာမလဲဘယ်လောက်ထိနာမလဲဆိုတာကိုပဲစောင့်ကြည့်ရမှာအခန်းလေးဒုက္ခရဲ့တန်ဖိုး1944ခုနှစ်နောက်ပိုင်းဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့စစ်ပွဲပြီးမှာဂျပန်နိုင်ငံရှိကမတိမကျဖြစ်နေတယ်နိုင်ငံစီးပွားရေးကထိုးကျနေတယ်လို့ဂျပန်စစ်တပ်ကြီးကလည်းအာရှတခွင်မှာကစင်ကလေးအပြန့်ကျင်းလို့ပစိဖိတ်ဒေသတစ်လျှောက်သိမ်းပိုက်ခဲ့တဲ့နေမီတွေကလည်းအမေရိကန်တယောက်တဖြည်းဖြည်းချင်းပြန်ရောက်ကုန်ပြီရှုံးဖို့သေးချနေတဲ့အချိန်ပေါ့ဒီဇင်ဘာ26 1944မှာတော့ဂျပန်စစ်တပ်ကဒုဗိုလ်မှူးဟီရိုအိုနိုဒါကိုဖိလစ်ပိုင်နိုင်ငံလူဗန်ကျွန်းငယ်လေးစီကိုတာဝန်နဲ့လွှတ်လိုက်တယ်အိုနိုဒါရဲ့ထံမိန်ကအမေရိကန်တွေကိုတတ်နိုင်တဲ့လောက်တိုက်ထုတ်ဖို့ခြေကိုယူပြီးတော့မှမိကုံရန်ကုန်တွန်းလှန်ဖို့သူနဲ့သူ့လက်ထောက်စစ်ဗိုလ်နှစ်ယောက်စလုံးကဒီခီးရာပြန်လမ်းမရှိတဲ့ခရီးမှတိတိကြီးနဲ့သွားကြတယ်1945ဖေဖော်ဝါရီလမှာအမေရိကန်စစ်တပ်တွေလူဗန်ကျွန်းကိုအလုံးကြီးနဲ့ရောက်လာတယ်။ရှက်ပိုင်းအတွင်းဂျပန်စစ်သားတွေအတုံးယုံချရှုံးကုန်တယ်။မတိပဲကျန်တဲ့သူတွေကအညံ့ခံလိုက်ကြတယ်။ဒါပေမဲ့အိုနိုဒါနဲ့သူ့စစ်သား3ယောက်ကတော့ဒေါ်တွေကိုထွက်ပြေးပြီးလွတ်သွားကြတယ်။ဒေါ်တွေမှနေပြီးပျောက်ကြားနေပြူဟာနဲ့ရသလောက်ဆက်တိုက်တယ်။ရိတ်ခါလိုင်းတွေကိုခြုံကိုတိုက်တယ်။လမ်းကျွလာတဲ့စစ်သားတွေကိုပစ်တယ်။အမေရိကန်စစ်တပ်အကျွင်းကျန်တွေကိုတက်နေတဲ့လောက်ရှင်းဖို့ကြိုးစားကြတယ်။အောက်ဂလာကျတော့ဟီရိုရှီးမားနဲ့နာဂါစကီကိုအမေရိကန်စစ်တပ်ကနီးမီဘုံတွေချေချလိုက်ပါလေရောဂျပန်နိုင်ငံလက်နက်ချလိုက်ရတယ်ကမ္ဘာသမိုင်းမှာအဆိုးဆုံးစစ်ပွဲကြီးပြဿနာတစ်ခုလိုပြီးဆုံးသွားတယ်ဒါပေမဲ့ပစိဖိတ်ကျွန်းတွေမှာဂျပန်စစ်သားတွေထောင်ထဲချီပြီးပြန်ကျဲနေတော့မင်းအိုနိုဒါလိုပဲတောထဲမှာဘုံနေတော့စစ်ကြီးပြီးတော့မှမသိကြဘူးအရင်လိုပဲခြုံကိုတိုက်ခိုက်ကြတွေဆက်လုပ်နေတော့ဒီပြဿနာကအရှိအာရှကိုပြန်လဲတီထောင်တော့ကကြုံရတဲ့အဓိကပြဿနာတစ်ခုအစိုးရတွေကလည်းဒီပြဿနာကိုဖြေရှင်းမှုတကူကူတော့လုံးဝရမယ်ဆိုတာကိုသဘောတူကြတယ်အမေရိကန်နဲ့ဂျပန်အစိုးရပူးပေါင်းပြီးတော့မှပစိဖိတ်ဒေသတစ်လျှောက်သတင်းစာရွက်တွေလေယာဉ်ပေါ်ကနေကျေးချပေးတယ်စစ်ကြီးပြီးသွားပြီအားလုံးအိမ်ပြန်လို့ရပြီဆိုတာကိုကြော်ညာပေးတာပေါ့အိုနိုဒါနဲ့တခြားစစ်သားတွေလည်းဒီစာရွက်တွေကိုဖတ်ရတယ်ဒါပေမဲ့အိုနိုဒါတယောက်ကတော့မယုံဘူးတမဲတက်လိန်ညာလောက်ကြံပြီးဝေတဲ့စာရွက်တွေလို့ထင်တယ်သူတို့ကိုမြားပြီးခေါ်ထုတ်တာလို့ပဲထင်တယ်စာရွက်တွေကိုမီးရှို့ပြီးတကူတော့စစ်ပွဲကိုဆက်တိုက်တယ်ဒါနဲ့9နှစ်လောက်ထက်ကြာသွားကိုစာရွက်တွေလည်းမလာတော့ဘူးအမေရိကန်စစ်တပ်တွေလည်းအိမ်ပြန်သွားတာကြာလာပြီလူဝမ်းကျွန်းလူကျွန်းသားတွေလည်းသူတို့ပုံမှန်ဘဝမှာပြန်နေကြပြီဒါပေမဲ့တောဘုံကြီးအိုနိုဒါနဲ့အဖွဲကတော့မရှိတော့တဲ့စစ်ပွဲကိုဒဲကြီးမကြီးတိုက်နေတော့လေသမားတွေကိုတွေ့ရင်ပြစ်တယ်စိုက်ခင်းတွေကိုမီးရှို့တယ်နွားတွေဝက်တွေကိုဝင်ခိုးတယ်တောတွေကိုလမ်းကျော်လာတဲ့ရွာသားတွေကိုတရှို့ရင်းဆိုပြီးတပ်ပစ်တယ်ဖိလစ်ပိုင်ဆိုရကိုယ်တိုင်စာရွက်တွေလေရင်နဲ့ထပ်ပြီးလာကျဲချပေးသေးတယ်ထွက်ခဲ့ပါတော့စစ်ပွဲပြီးသွားပြီမင်းတို့ရှုံးသွားပြီဒီစာရွက်တွေကိုလည်းအတိအမှန်မပြုဘူး1952မှာဂျပန်အစိုးရကနောက်ဆုံးအနေနဲ့ကျန်တဲ့စစ်သားတွေကိုခေါ်ထုတ်ဖို့ကြိုးစားတယ်ဒီတခါကျတော့စစ်သားတွေရဲ့မိသားစုတွေစီကစာလွှာတွေဓာတ်ပုံတွေဂျပန်ပြည်ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာကျွန်းလွှာတွေပါလေရင်နဲ့ကျဲချပေးတယ်ဒါလည်းအိုနိုဒါတယောက်မယုံသေးဘူးအမေရိကန်တွေလီဆယ်လိန်လည်နေတာလို့ဆွဆွမြဲမြဲမှတ်ထားတာဆက်ပြီးတော့တပုံထနေတော့နောက်နှစ်အနည်းငယ်ထက်ကြတော့ဖိလစ်ပိုင်နယ်သားတွေလည်းသီးမခံနိုင်တော့ကိုယ်တိုင်လက်နဲ့ဆွဲပြီးတော့မှတောတွေကိုပြန်ပစ်ပါလေရော1959ကျတော့အိုနိုဒါရဲ့စစ်သားတယောက်ကအညံ့ခံလိုက်တယ်တယောက်ကအသက်ခံလိုက်ရတယ်နောက်10နှစ်ကြာသွားတယ်အိုနိုဒါရဲ့နောက်ဆုံးနောက်လိုက်ကိုဇူကလည်းအပြစ်ခံရပြန်တယ်ကိုဇူကတယောက်ဒုရကဘာစစ်ကြီးပြီးလို့နှစ်အစိတ်ကြာသည့်တိုင်အောင်ရွာစပါးကင်းတွေကိုမီးရှို့ပြီးတောင်းညံ့နေတော့မှအပြစ်ခံရတာဘဝတော်လောက်တောထဲမှာချင်းကုန်သွားတယ်အိုနိုဒါအခုတော့တယောက်တည်း1992မှာကိုဇူကရဲ့တရင်ကဂျပန်ကိုတုံးလို့သွားစီခဲ့တယ်တနိုင်ငံလုံးကစစ်သားတွေအကုန်အိမ်ပြန်ရောက်နေပြီလို့ထင်ခဲ့တာကိုဂျပန်သတင်းမီဒီယာကစဉ်းစားမိသွားတယ်ကိုဇူကတယောက်1992ခုနှစ်အထိအသက်ရှင်နေသေးတော့ဆိုရင်အိုနိုဒါလည်းအသက်ရှင်နိုင်သေးတယ်ဆိုတာကိုသူ့လိုဖြစ်လာကြတာအဲ့ဒီနေ့မှာဂျပန်အစိုးရနဲ့ဖိလစ်ပိုင်အစိုးရပူးပေါင်းပြီးတော့မှဒေါ်တွေကိုတပ်ဖွဲ့တွေလွှတ်တယ်နောက်ဆုံးစစ်သားနောက်ဆုံးတရေကောင်နောက်ဆုံးတစီအိုနိုဒါကိုရှာဖို့ဘာမှမတွေ့ဘူးလာပေါင်းများစွာကြာတော့အိုနိုဒါရဲ့ဖြစ်ပျက်ကယုံတန်းစကားပုံမြင်တစ်ခုလိုဖြစ်လာတယ်တချို့ကသူ့ကိုအားကျကြီးညိုကြတယ်တချို့ကအပြစ်တင်ကြေးရေးကြတယ်တချို့ကဒါတွေအားလုံးဟာလူအထင်ကြီးအောင်တမင်ဖန်တီးထားတဲ့
အိယာဝင်ပုံမြင်တစ်ပုဒ်ပဲလို့သတ်မှတ်လိုက်ကြတယ်အဲ့ဒီအချိန်လောက်မှာပဲအွန်နူရာရဲ့အကြောင်းကိုနိုရီယိုဆူဇူကီတယောက်စပြီးကြားဖို့တာဆူဇူကီကစော်စားမှုကိုခုံမြင်တဲ့သူစစ်အပြီးမှမွေးတဲ့သူကျောင်းကနေထွက်ပြီးတော့မှအာရှတခွင်မှာရှိတဲ့တောတွေတောင်တွေအရှေ့လေပိုင်းဒေသတွေအာဖရိကနေမီတွေကိုစော်စားခီးထွက်နေတဲ့သူတွေးတဲ့နေရာမှာနေရှိတာကိုစားလူများကားတွေပေါ်တက်အိတ်ထောင်ထဲအချုပ်ထဲမှာတစ်ခါတလေအိတ်လေဒီယာတွေတွေ့ရင်ကိုလုတ်ပြီးပိုင်ရှင်ကျွေးတာကိုစားတယ်သွေးလူစရာတွေ့ရင်သွေးလူမယ်အိတ်ခွက်ပေးတဲ့နေရာမှာတွေ့ရင်အိတ်မယ်ခြေသလုံးအိတ်တိုင်းလီနဲ့အတူလွင့်နေတဲ့လွတ်လပ်သူတယောက်1982ခုနှစ်မှာဆူဇူကီတယောက်နောက်တဲ့စော်စားကားတစ်ခုလိုအပ်နေတယ်သူဂျပန်ပြည်ပြန်ရောက်နေပြီလေဒါမှလူနေမှုဘဝတွေကိုအရန်ညီးငွေနေပြီအလုပ်လဲဆွဆွမြင့်မြင့်မလုပ်နိုင်ဘူးလမ်းပေါ်ပြန်ထွက်ခြေဦးတရာသွားကျင်နေပြီအွန်နိုဒါရဲ့ပုံမြင်ကဆူဇူကီအတွက်အပြေးဖြစ်သွားတယ်စွန့်စားဖို့တန်တဲ့ခီးရှိတစ်ခုတွေ့သွားပြီပေါ့အွန်နိုဒါကိုရှာတွေ့တဲ့သူဟာသူပဲဖြစ်ရမယ်လို့ယုံကြည်တယ်ဂျပန်အစိုးရဖိလစ်ပိုင်အစိုးရအမေရိကန်အစိုးရတွေစစ်တပ်ပေါင်းများစွာလွှတ်ပြီးဘလောက်ရှာမတွေ့ခဲ့ဘူးဆောင်ရွက်ပေါင်းတောင်းတဲ့ချီကျဲချတာလည်းဘာမှမထူးဘူးဒါပေမဲ့ဒီခြေသလုံးအိတ်တိုင်းဆူဇူကီကတော့အွန်နိုဒါကိုသူရှာတွေ့မယ်ဆိုတာကိုယုံတယ်လမ်းနဲ့မပါဘာမပါနဲ့ဆူဇူကီတယောက်လူဗန်ကျုံးမှာတောထဲကိုသွားတယ်ကိုရောင်တယောက်နဲ့တောထဲမှာရှောက်သွားတယ်သူနီးလန်းကအွန်နိုဒါရဲ့နာမည်ကိုအခြေကြီးအော်ခေါ်ဂျပန်ပြည်မင်းမြတ်အွန်နိုဒါအတွက်ဘယ်လိုစိုးရိမ်နေတယ်ဆိုတာကိုအော်ပြောတယ်အွန်နိုဒါကို4ရက်အတွင်းမှာရှာတွေ့သွားတယ်ပြီးတော့ဆူဇူကီတယောက်အွန်နိုဒါနဲ့တောထဲမှာခဏနေလိုက်သေးတယ်စကားပြောစရာလူမရှိတာနှစ်ချိုနေပြီဖြစ်တဲ့အွန်နိုဒါအတွက်ပြင်ပလောကမှာဘာတွေဖြစ်နေတယ်လဲဆိုတာကြားလို့မဟုတ်ဖြစ်နေတာပေါ့တခြားဂျပန်လူမျိုးတယောက်စီကကြားတော့မှပဲယုံတော့တာတငယ်ချင်းတွေတောင်းမှဖြစ်သွားသေးတယ်ဆူဇူကီကအွန်နိုဒါကိုခမရဘာလို့များအရှုံးမပေးဘဲနဲ့ဆက်ပြီးတော့တိုက်ပွဲဝင်နေတယ်လဲလို့မေးတယ်အွန်နိုဒါကပြန်ပြေးတယ်ဘယ်တော့မှအရှုံးမပေးနဲ့ဆိုရင်အမိန်ကြောင်းနဲ့နှစ်ပေါင်း30လောက်ဒီအမိန်တစ်ခုကိုလိုက်နာခဲ့တာဆူဇူကီကိုသူကပြန်မေးတယ်ဒါနဲ့မင်းကငါ့ကိုဘာလို့လာရှာတာလဲပေါ့ဆူဇူကီကလည်းပြောတယ်ဂျပန်ကထွက်လာတာသူရှာခြင်းတဲ့အရာသုံးခုကိုရှာဘူးတဲ့အွန်နိုဒါရဲ့ဘန်တာဝက်ဝန်တစ်ကောင်ရင်နှင်းလူတစ်ကောင်ရင်အဲ့ဒီအစီအစဉ်အတိုင်းလိုက်ရှာဖို့ထွက်လာတယ်တဲ့အဲ့ဒီနေရောက်တွေ့တဲ့အချိန်ကြီးကတော့အမခမ်းပဲမလားရည်ရွယ်ချက်ပြင်းပြင်းနဲ့ကိုယုံကြည်ရဲ့အိမ်မက်နောက်ကိုလိုက်နေကြတာနေရာလုံးကတော့သူတို့သူရဲကောင်းနေလို့ယူဆပြီးတကူတော်ဆွန်စားကနေထွက်ကြတာတကယ်တမ်းကျတော့လုံးသမျှဘာမှမထူးဘူးတကယ်မရှိတော့တဲ့စစ်ပွဲကိုတိုက်ရင်အွန်နိုဒါရဲ့ဘဝတစ်ခုလုံးပြုံးတီးသွားတယ်လို့ဆူဇူကီလည်းသူ့ဘဝကိုပေးလိုက်ရတာပဲအွန်နိုဒါနဲ့ပန်တာဝက်ဝန်ကိုတော့မသိခင်ရှာတွေ့သွားတယ်နဲ့နေငယ်ကြတော့ဆူဇူကီတယောက်ပုံမြင်တွေကနှင်းလူကိုဆက်ရှိုင်းကဟီမွန်လာတောင်တန်းတွေကြားထဲမှာတည်သွားရှာပါတယ်ကျွန်တော်တို့လူသားတွေကတခါတလေမှာဘဝရဲ့အခြေအတော်များများကိုအထိပ္ပယ်မရှိတဲ့ဖြက်လို့ပြက်စီအရာတွေတောင်လိုက်ရင်ကဖြုံးပြစ်တတ်တယ်အပေါ်ရကြည့်ရင်ဘာမှအထိပ္ပယ်မရှိဘူးအွန်နိုဒါတယောက်အဲ့ဒီကျုံးပေါ်မှာနှစ်ပေါင်း30လောက်ဘလို့နေလဲမတွေးရစေရဘိုးကောင်တွေကိုစားမြေကြီးပေါ်မှာအိတ်ရွာသားတွေကိုတက်ပြတ်ပြီးတော့မှနှစ်ပေါင်းများစွာဘလို့များနေခဲ့တယ်ဆူဇူကီလည်းအတူတူပဲဘာကြောင့်များရှိသမျှအကုန်စွန့်ပစ်ပြီးတော့အဖော်တဲ့မရှိပတ်စံမရှိနဲ့ပေါ်မြင်တွေကနှင်းလူကိုအသက်သေးတဲ့အထိလိုက်ရှာခဲ့တယ်အွန်နိုဒါကတော့ဘာကူမှနောင်တမရလူဗန်းမှာနေခဲ့တဲ့အချိန်တွေသူလုပ်ခဲ့တာတွေအတွက်ဂုဏ်ယူတယ်မရှိတော့တဲ့အမ်ပါယာကြီးကိုဘဝတစ်ဝက်စာပုံပေးပြီးတော့တစ္ဆာရှိခဲ့ရတာကိုဂုဏ်ယူတယ်ဆူဇူကီတာအသက်ရှိနေသေးရင်လည်းဒီလိုပဲပြောမှာပဲကိုလုပ်ဖို့ရည်ရွယ်ထားတဲ့အရာကိုလုပ်တာနောင်တမရဘူးပေါ့နှစ်ယောက်စလုံးကကိုတို့ကကိုရွေးသွားခဲ့ကြတဲ့သူတွေဟီရိုအွန်နိုဒါကကွဲပြောက်သွားပြီဖြစ်တဲ့အမ်ပါယာကြီးအတွက်ဒုက္ခခံမှုရွေးခဲ့တယ်ဆူဇူကီကစော်စားခန်းတွေအတွက်ဒုက္ခခံမှုရွေးခဲ့တယ်နှစ်ယောက်လုံးအတွက်သူတို့ရွေးခဲ့တဲ့ဒုက္ခတွေကသူတို့အတွက်ကတော့အဓိပ္ပာယ်အပြည့်ရှိတယ်ဒါကြောင့်မို့လို့လေဒီဒုက္ခကိုကြည်ကြည်နဲ့ကြီးခံနိုင်ခဲ့ကြတာဒုက္ခကိုရှောင်လို့မရဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘဝပြဿနာတွေစီကထွက်ပြေးလို့မရဘူးဆိုရင်ကျွန်တော်တို့တကယ်မေးရမယ့်မေးခွန်းကဒုက္ခကိုဘယ်လိုရပ်တန့်ရမလဲဆိုတဲ့မေးခွန်းမဟုတ်ဘူးဘာကြောင့်ဘာအတွက်ဒုက္ခခံနေရတယ်လဲဆိုတဲ့မေးခွန်းကသာအမှန်ဖြစ်တယ်အခန်းကအမြဲရွေးနေရခြင်းစဉ်းစားကြည့်ပါမိတ်ဆွေကတယောက်ကနှစ်ထင်ကိုတနက်နဲ့တီးပြီး9 နာရီအတွင်း26.2 မိုင်ပြေးရမယ်မပြေးရင်မိတ်ဆွေနဲ့မိတ်ဆွေမိသားစုကိုတပ်ပစ်မယ်လို့ချင်းကြောက်လာတယ်ဆိုပါစို့အပြစ်ဆိုးလိုက်တာလို့မထင်ဘူးလားနောက်တစ်ခေါက်ကျတော့ဒီလိုပြောင်းပြီးစဉ်းစားကြည့်မယ်အပြေးဖက်နဲ့အသစ်ကလေးနဲ့အားကစားပေါင်းပြီးအသစ်နဲ့လာပေါင်းများစွာလေ့ကျင့်ထားတယ်ဘဝမှာပထမဆုံးသောမာရသွန်ကိုဝင်ပြိုင်မယ်ဘန်းဝင်မှာမိသားစုနဲ့တငယ်ချင်းတွေပြုံးပြုံကျိုးစုံနေကြဘဝမှာဂုဏ်ယူစရာအကောင်းဆုံးအချိန်တစ်ခုလို့မထင်ဘူးလားဒီစိတ်ကိုနှစ်ခုကိုရှင်ကြည့်လိုက်ပါ26.2 မိုင်ကတော့အတူတူပဲပြီးတဲ့သူလည်းအတူတူပဲမောတာလည်းသိမ့်မကွာဘူးခြေထောက်ကလည်းဒီခြေထောက်နှစ်ချောင်းပဲကိုယ်တိုင်စိတ်ပါလက်ပါရွေးပြီးဆုံးဖြတ်တဲ့အရာကြတော့ဂုဏ်ယူပီတိဖြစ်စီရမလုပ်ချင်မဲ့အတင်းခိုင်းလို့လုပ်တဲ့အခါကျတော့အဖြစ်ဆိုးကြီးတစ်ခုဖြစ်လာတယ်ခွန်အားရှိစရာပြဿနာနဲ့နာကျင်ကြောက်လန့်စရာပြဿနာကြားမှာကွာခြားမှုကတော့ကိုယ်ခံယူချက်ကိုယ့်ရဲ့တာဝန်ယူစိတ်ပဲအခြေအနေတစ်ခုကြောင့်စိတ်ထောင်းကိုယ်ကြီးဖြစ်နေတယ်ဆိုရင်များသောအားဖြင့်တကယ်အကြောင်းရင်းက
ဒီအခြေအနေကတော့ငါလက်ထက်ကလွတ်ထွက်သွားပြီလို့ခံယူထားလို့ဖြစ်တယ်ကိုမရွေးပဲလက်ထက်ကိုရောက်လာတဲ့ပြဿနာပေါ့ကိုတာဝန်မယူနိုင်တဲ့ပြဿနာအဖြစ်မြင်လို့လည်းဖြစ်တယ်ဒီပြဿနာဒီဒုက္ခကိုစိတ်တိုင်းကြရွေးထားတယ်လို့ခံယူထားတဲ့အခြေအနေဆိုရင်ခွန်အားတွေပိုရှိလာတယ်မလားမာရသွန်ပြီးတယ်လို့ပဲအတင်းအဓမ္မလောက်ခိုင်းတယ်လို့ခံစားလာပြီဆိုရင်လူဆိုတာစိတ်ဆင်းရဲလာတာပဲဒီတော့ရွေးချယ်မှုဝီလျံဂျိမ်းမှာပြဿနာတွေရှိနေတယ်တကယ်ဆိုးတဲ့ပြဿနာတွေချမ်းသာကြွယ်ဝတဲ့မိသားစုကမွေးလာပြီးမြဲကျမ်းမာရေးပြဿနာတွေက16000မျက်စိကလည်းသိမကောင်းခြင်းဘူးအစာယောဂါကလည်းရှိအစာမားတာနဲ့ပြန်အထွက်တယ်နားကလည်းနည်းနည်းလေးတယ်တခါတလေကြောရိုးအောင်ပြီးဆိုရင်လူဆိုတာထိုင်လို့တော့မရဘူးကျမ်းမာရေးပြဿနာတွေကြောင့်ဂျိမ်းတယောက်အိမ်မှာပဲအနေများတယ်အပေါင်းအသင်းကလည်းနည်းနည်းကြီးကျောင်းမှာလည်းစာသိမ့်မတော်ဘူးဒါနဲ့အိမ်ထဲမှာနေပကြီးဆွဲနေတာများတယ်ပကြီးဆွဲရတာတော့အကြိုက်သားသူ့ကိုယ်သူတော်တာဆိုလို့ပကြီးဆွဲတာပဲရှိတယ်ဆိုပြီးထင်ထားတာဒါပေမဲ့တခြားသူတွေကတော့သူ့ကိုပကြီးဆွဲတော်တယ်လို့မထင်ဘူးအသက်သာကြီးလာတဲ့ဘသူမှသူ့ပကြီးကားတွေကိုမဝယ်ဘူးနှစ်ကြာလာတော့သူ့အဖေစီးပွားရေးသမားတထေးကြီးပေါ့သူကအပြစ်တင်တာတွေခံလာပြီပြင်းနေဘယ်နေရာမှမတော်တဲ့ကောင်ပေါ့သူညီဟင်နရီဂျိမ်းကတော့ကဘာကျော်စာရေးဆရာတယောက်ဖြစ်သွားတယ်သူညီမအဲလစ်ဂျိမ်းကလည်းစာရေးဆရာမအဖြစ်အောင်မြင်သွားတယ်ဝီလျံတယောက်ပဲမိသားစုတွေမှာတကောင်နဲ့တူးမင်းနောက်ဆုံးခွင့်ရင်းနေတဲ့ဂျိမ်းရဲ့အဖေကဂျိမ်းကိုစီးကြောင်းမှာထားဖို့စီစဉ်တယ်မိတ်ဆွေအဆက်အသွယ်တွေအကူအညီနဲ့ဟာဗတ်စီးကြောင်းကိုရအောင်ပို့တယ်နောက်ဆုံးခွင့်ရေးပဲဆိုပြီးတော့သတိပေးတယ်ဒါမှအောင်မြင်ရင်တော့ပိုးပွားတဲ့ကိုပဲရာဇသံပေးတော့တာပေါ့ဟာဗတ်မှာလည်းတစ်စက်မှမပြောဘူးစေပညာကိုစိတ်ဝင်စားကြည့်လို့ဘူးမရတာသူကသူအတူအယောင်ဆောင်လို့ပဲခံစားနေရတယ်ကိုဒုက္ခတွေတော့မှကိုမရှင်းနိုင်တာသူများသက်ကိုဘယ်လိုကယ်တင်မလဲပေါ့တရားတွေထဲမှာရေးတယ်သူကသူဆရာဝန်လို့မခံစားရဘူးလူနာတယောက်လိုပဲခံစားရတဲ့နေငယ်ထက်ကြသွားတယ်အဖေထားတဲ့ကြားကနေဂျိမ်းတယောက်ချောင်းကနေထွက်လိုက်တယ်အိမ်ပြန်ရင်အဆူအောက်ခံရမယ့်တန်းကိုမခံနိုင်လို့ဖြစ်မယ်ချောင်းကထွက်ပြီးရတဲ့ချက်ချင်းပဲအမေဇန်အမြဲစိမ်းတော်တဲ့ကိုလေးလိုက်ခီးထွက်မဲ့အဖွဲ့နဲ့လိုက်ဖို့စည်ရင်းပေးလိုက်တယ်အဲ့ဒါက1860တုန်းကတိုက်ကြီးတိုက်နဲ့တိုက်ခီးသွားတာအင်မတန်ခက်သေးတယ်အသက်ပါရင်မိသွားတာဂျိမ်းတယောက်အမေဇုံတော်တဲ့ကိုရောက်သွားတယ်ရောက်တော့မှတကယ်ပြဿနာကစတာအလာခီးမှာတော့သိမဖြစ်ဘူးရောက်ပြီးလေးလိုက်ထွက်တဲ့ပထမနေ့မှာစဖြစ်တာဝက်သက်ပေါက်ပြီးသိမလို့ဖြစ်တာကျိုးအောင်တဲ့တန်းကလည်းပြန်ဖြစ်လာတယ်လမ်းလျှောက်လို့မရတဲ့အထိကိုရီဘူးအဖျားတွေတက်အစားတော်မှစားမရဘူးလေးလိုက်ရဲ့ဘွဲကလည်းသူ့ကိုဒီတိုင်းထားခဲ့တယ်ဒါအမေရိကတက်အလဲကောင်မှတယောက်တည်းပြန်လန်းကလည်းမသိဒါပေမဲ့ကန်ချောင်းထောင်းမှဆိုတဲ့ဂျိမ်းတယောက်အိမ်ပြန်ရောက်လာတယ်စိတ်ပြက်လက်ပြက်နဲ့သူ့ဘေကစောင့်နေတာပေါ့ဒီချိန်ကျတော့ဂျိမ်းအသက်က30နာကတ်နေပြီအလုပ်ကလည်းခုထိမရှိလုံးသမျှလည်းမအောင်မြင်ကျမ်းမာရေးကလည်းစုပ်ပြတ်နေကောင်းလာမဲ့ပုံလည်းမရှိသူများတကာတက်သားတဲ့အခွင့်အရေးတွေရခဲ့တာတော့မှမအောင်မြင်ခဲ့ဘူးလေသူ့ဘဝမှာစိတ်ချရတာဆိုလို့ဒုက္ခတွေနဲ့စိတ်ပြက်စရာတွေပဲရှိတယ်ဆိုပြီးခံစားလာရတယ်ဒီကြောင့်ကြောင့်မို့အထိပါစဉ်းစားလာတယ်ကိုတက်တည်ဖို့စီစဉ်ဆွဲတယ်ဒါပေမဲ့တညကျတော့တက်တနီကပညာရှင်ချားစပီရာစ်ရဲ့စောက်တုတ်ကူဖခင်ကဂျိမ်းတယောက်အကြံတစ်ခုရသွားတယ်ဒီအကြံကိုစသက်ကြည့်မယ်ပေါ့သူတရားတွေထဲမှာချရေးတယ်တနစ်တီပြည့်သမျှအကြောင်း၅ကြောင်းပဲဆိုပြီးတာဝန်ယူမယ်လို့ဆုံးဖြတ်လိုက်တယ်ဒီတနစ်အတွင်းမှာသူတနက်သမျှပြောင်းဖို့ကြိုးစားမယ်ဒါလည်းဘာမှပြတ်မလာဘူးဆိုရင်တော့သူ့မှာဆွမ်းစားမရှိတာသိကြသွားပြီဒီလိုသိကြသွားရင်တော့ကိုတက်တည်မယ်ဆိုပြီးတော့မှဆုံးဖြတ်လိုက်တယ်ဒါနဲ့ဇက်သိန်းတော်ဝီလျံဂျိမ်းကအမေရိကန် psychology စိတ်ပညာဗေဒလောကရဲ့ဖခင်ကြီးဖြစ်လာတယ်သူစာအုပ်တွေကိုမရေမထွက်နိုင်ဘာသာပြန်နေထုတ်ပြီးသားသူခေတ်သူအကာရဲ့အရေးအကြီးဆုံးအလွှမ်းမိုးနိုင်ဆုံးသောတက်တနီကပါရဂူစိတ်ပညာပါရဂူဉာဏ်ကြီးရှင်တယောက်အဖြစ်သမိုင်းဝင်တဲ့သူတယောက်ဖြစ်သွားတယ်ဟာဗတ်ကျောင်းမှာပမာခတယောက်ဖြစ်စာသင်ရတယ်အမေရိကန်နဲ့ဥရောပတခွင်ကိုလိုက်ပြီးတော့မှသင်ကြားပြသပေးရတယ်အိမ်အောင်ကြပြီးကလေး9ယောက်တော်မွေးတယ်ကလေးတွေကဟင်နရီဆိုတဲ့သားတယောက်ကပူလစ်ဇာဆုရှင်တော်မှာဖြစ်သွားသေးတယ်ဂျိမ်းကဒီအဖြစ်အပျက်ကိုသူ့ရဲ့တပံပြန်လည်မွေးဖွားခြင်းဆိုပြီးသတ်မှတ်တယ်ကိုမြင့်တင်ရမှာသတိထားမိစရာတခုရှိတယ်ကျွန်တော်တို့ကဘဝမှာဖြစ်လာသမျှအရာအားလုံးအတွက်တာဝန်ရှိတယ်ဆိုတာပဲဘေးပြောကဘလောက်ပါကျွန်တော်တို့ရဲ့တာဝန်ပဲကိုရင်ဆိုင်ရမယ့်အရာတွေကိုထိန်းချုပ်လို့မရပါနဲ့ဖြစ်လာတဲ့အရာတွေပေါ်မှာမြင်တဲ့အမြင်ကိုတော့ထိန်းချုပ်လို့ရတယ်မလားဘလို့တုံ့ပြန်မလဲဆိုတာကိုလည်းထိန်းချုပ်လို့ရတယ်လေကျွန်တော်တို့သတိထားမိသည်ဖြစ်စီသတိမထားမိသည်ဖြစ်စီကြုံရသမျှအတွေ့အကြုံတွေအားလုံးကကိုကြောင့်သာဖြစ်တယ်ဘဝမှာကြုံရသမျှတွေကိုဘယ်လိုမြင်မလဲဆိုတာကိုတောင်းမဲမလားမမြင်ကြအောင်ဆောင်နေတာကလည်းကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ပဲလေလမ်းလျှောက်နေတော့ကိုဘတ်စကားဝင်တိုက်သွားရင်တော့မှကိုမှပဲတာဝန်ရှိတယ်ဒီအတွေ့အကြုံကိုဘယ်လိုမြင်မလဲဘယ်လိုတုံ့ပြန်မလဲဆိုတာကိုရဲ့တာဝန်မဲမလားကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်နေတာတွေကျွန်တော်တို့ပုံမှာတက်ရောက်လာတဲ့ဖြစ်ပျက်တွေအားလုံးကကြိုက်မကြိုက်ကျွန်တော်တို့နဲ့ပတ်သက်နေတယ်ဖြစ်သမျှအကြောင်းကိုကျွန်တော်တို့ကအမြဲတမ်းသုံးသပ်နေတယ်ဘယ်လိုတန်ဖိုးထားမှုတွေနဲ့မြင်မလဲဘာပေတံနဲ့တိုင်းမလဲဆိုတာကိုအမြဲတမ်းရွေးနေရတယ်တက္ကသလေအဖြစ်ပြက်တစ်ခုတည်းကကျွန်တော်တို့ရဲ့တန်ဖိုးပေတံတွေပေါ်မူတည်ပြီးတော့မှကောင်းရင်ကောင်းမယ်ဆိုရင်ဆိုးမယ်ပြောချင်တာကတော့ကျွန်တော်တို့ကအမြဲတမ်းတကူကိုရွေးနေရတယ်အမြဲတမ်းဒါကြောင့်ဘာကူမှဂရုမစိုက်ဖို့မဖြစ်နိုင်တာပေါ့
တကူကူကိုတော့ဂယူးဆိုင်အလေးထားရမယ်မလားဘယ်ခွေးမှလူမတင်မွေးတောက်ယူမဆိုင်ဘူးပါဆိုတာတွေကတကူကူကိုတောက်ယူဆိုင်နေလို့ပဲတကယ်မေကုန်းကတော့ဘယ်အရာကိုအရေးလုံးမလဲဆိုတာပဲလုံးသမျှအရာတွေကဘာတန်မိုးတွေကိုခြေခံထားတယ်ဘယ်ပေတန်နဲ့တိုင်းမလဲကောင်းတဲ့တန်မိုးတွေဆိုတာသိကြလားဒိုက်တာမှုတွေကအမှန်ကန်ရဲ့လားအခန်း6ခမရတို့ထင်တာအကုန်မှားတယ်ကျွန်တော်လည်းမှားတာပဲလွန်ခဲ့တဲ့နှစ်900လောက်တုန်းကမြေပုံဆွဲတဲ့သူတွေကကယ်လီဖိုးနီးယားဆိုတာကျွန်းတကျွန်းလို့ထင်ခဲ့ကြတယ်ဆရာဝန်တွေဆိုရင်လည်းလက်မောင်းကိုဓာတ်နဲ့ခွေတာဘယ်နေရာမဆိုသွေးထွက်သွားအောင်လုပ်တာယောဂပျောက်စီတယ်လို့ထင်ခဲ့တယ်သိပ္ပံပညာရှင်တွေလည်းအတူတူပဲမီးဆိုတာဖီလိုဂျက်စတင်ဆိုတဲ့စိတ်ကူးရဲ့ဓာတ်ပေါင်းတစ်ခုကနေဖြစ်လာတယ်လို့ထင်ခဲ့ပါတယ်အဲ့ဒီတုန်းကမိန်းကလေးတွေကြတော့ခွေးရဲ့ချင်းငယ်ကိုမျက်နှာမှာလိမ့်တာနှုတ်ပြိုစီတယ်လို့ယုံခဲ့ကြတယ်နဂဗေဒပညာရှင်တွေကကဘာကိုနေကပတ်နေတယ်လို့ယူဆခဲ့ကြတယ်ကျွန်တော်ငယ်ငယ်ကဆိုရင်ရေပုံရဆိုတဲ့စကားကိုသူများတွေပြောတာကြားတော့စားလို့ရတဲ့အသီးတစ်မျိုးလို့ထင်ခဲ့မိတာတခါတော့ကကျွန်တော်ကိုနဲ့အဖွာအိမ်သွားတော့အကူကအိမ်သားထဲဝင်သွားပြီးတော့မှပြန်ထွက်မလာဘူးအိမ်သားတကားဖွင့်ကြည့်တော့မရှိတော့ဒါနဲ့သူ့မှာကိုပြောင်းအသက်ပညာရှိတယ်ဆိုပြီးတော့မှအထင်ကြီးခဲ့တာတကယ်ကဗလင်းဘက်ကနေထွက်သွားတာဆယ်ကျော်သက်ရောက်တော့လေကိုငါဘာကူမှဂယူးမဆိုင်တဲ့ကောင်ဆိုပြီးယူဆခဲ့တကယ်တမ်းကအရာရာကိုအဖက်လုပ်ပြီးကြောက်နေခဲ့တာတခြားသူတွေရဲ့ထင်မြင်ချက်တွေအောက်မှာပဲကျွန်တော်အသက်ရှင်နေခဲ့တာမသိဘူးငယ်ငယ်ကအချစ်ဆိုတာကိုဖူးစာလိုပဲယုံခဲ့တယ်ရွေးချယ်မှုတစ်ခုအဖြစ်မထင်ခဲ့ဘူးဒီလိုပဲလိုကိုစီရောက်လာမှလို့ထင်ခဲ့တာကြိုးစားပြီးလုပ်ယူရတဲ့အရာမှမသိခဲ့ဘူးပထမဆုံးချစ်သူနဲ့တုန်းကဒေတမန်တက်တဆုံးပေါင်းဖြစ်မယ်လို့ထင်တာပဲလေသူနဲ့ကွဲသွားတော့လေငါနောက်တက်ဒီလိုချစ်တဲ့တော့မှမဟုတ်ဘူးလို့ထင်မိပြန်တယ်နောက်တက်ချစ်သူတယောက်ထပ်တွေ့ပြန်တော့လေချစ်သူဘဝဆိုတာအချစ်တစ်ခုတည်းနဲ့မလုံလောက်ပါလားလို့ထင်လာပြန်တယ်လုံလောက်တယ်ဆိုတာကျွန်တော်တို့တယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်ပဲဆိုတာကိုသဘောပေါက်လာတယ်အချစ်ဆိုတာကိုပုံသွင်းသလိုအတိတ်ပဲဖွင့်သလိုပြောင်းလဲတဲ့အရာမှန်နားလည်လာတယ်ရှောက်ခဲ့သမျှခြေလမ်းတိုင်းမှာကျွန်တော်မှားတာတွေအများကြီးဘဝတစ်လျှောက်လုံးမှာကျွန်တော်ကိုမြင်တာသူများတွေကိုမြင်တာလူပတ်ဝန်းကျင်ကိုမြင်တာရင်ကျေးမှုကိုမြင်တာလောကကိုမြင်တာမြင်သမျှတော်တော်များများအမားတွေကြီးဖြစ်ခဲ့တာပဲဒီလိုပဲဆက်ပြီးမှားပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ပြစ္ဆုတ်ပံမှာရှိတဲ့ကျွန်တော်ကအတိတ်ကကျွန်တော်ရဲ့အမားတွေကိုပြန်မြင်နိုင်တယ်လို့ပဲအနာဂတ်ကျွန်တော်ကလည်းပဲအခုကျွန်တော်ရဲ့အမားတွေကိုမြင်နိုင်မှာမလားဒါကောင်းတဲ့အရာပါရင့်ချက်လာခြင်းရဲ့သင်္ကေတပေါ့ဘတ်စကတ်ဘောချန်ပီယံမိုက်ကယ်ဂျော်ဒန်ကပြောဘူးတယ်အချင်းချင်းလဲကြခဲ့လို့သူအောင်မြင်လာတာတဲ့ကျွန်တော်လည်းအချင်းချင်းမားနေရင်ကပူကောင်းတဲ့လူတစ်ယောက်ဖြစ်လာမယ်မလားရင့်ချက်ခြင်းဆိုတာဖြည်းဖြည်းချင်းဖြစ်လာတာသင်ခန်းစာတစ်ခုကိုရလိုက်တာနဲ့အမားကနေအမှန်ဖြစ်သွားတာမဟုတ်ဘူးအမားကြီးကနေအမားလေးဖြစ်သွားတာနောက်တဲ့သင်ခန်းစာတွေထက်ရတော့အမားလေးကနေထပ်ပြီးသေးတဲ့အမားတစ်ခုအဖြစ်ပြောင်းလာတယ်ပြည့်စုံသောအမှန်တရားအစစ်နဲ့ပိုနီးဆက်လာတာရင့်ချက်ခြင်းရဲ့သဘောတဘာဝပဲတကယ်အမှန်တရားပြည့်စုံမှုကိုတော့မရနိုင်ဘူးဒါဘာမှမဖြစ်နိုင်ပါဘူးဘဝမှာပြည့်စုံသောအမှန်တရားဆိုတာကိုပဲရှာမနေသင့်ဘူးကိုယ့်ရဲ့အမားတွေကိုနည်းနည်းချင်းတိုက်ဖြတ်ရင်မနေ့ကလောက်ဒီနေ့မမားတော့ဘူးဆိုတဲ့အခြေအနေကိုရောက်ဖို့သာကြိုးစားသင့်ပါတယ်ဒီလိုအမြင်နဲ့ကြည့်မယ်ဆိုရင်တကိုယ်ရင့်ချက်မှုဆိုတာသိပ္ပံနည်းကျတွက်လို့ရပြီကျွန်တော်တို့ရွေးချယ်ထားတဲ့ခံယူချက်တွေကကျွန်တော်တို့ရဲ့စံနှုန်းတွေဖြစ်လာမယ်ကျွန်တော်တို့ရဲ့အပြုအမူတွေကဒီစံနှုန်းတွေကိုစမ်းသပ်မှုတွေဖြစ်လာမယ်စမ်းသပ်မှုတွေကရလာတဲ့အဖြစ်တွေကကျွန်တော်တို့လေ့လာလို့ရတဲ့အချက်အလက်တွေဖြစ်လာတယ်အလုံးစုံမှန်တဲ့အတွေးခေါ်ဆိုတာမရှိဘူးကိုယ်အတွေ့အကြုံမှာမူတည်ပြီးတော့မှအမှန်အမှားဆိုတာတူမှာမဟုတ်ဘူးကျွန်တော်မိတ်ဆွေတခြားလူသားတွေအားလုံးကကိုယ်သမိုင်းတွေကိုရှိပြီးသားတွေကိုယ်အတွေ့အကြုံတွေကိုခန်းစားချက်ကလည်းကိုယ်စီဒီတော့တယောက်ချင်းသတ်မှတ်ထားတဲ့အမှန်တရားဆိုတာကရှိပြီးသားဘဝမှာမှန်တယ်လို့ထင်တဲ့အရာတွေကတယောက်နဲ့တယောက်ဘလို့မှမတူနိုင်ဘူးမလားခရီးတွေစက်တိုက်သွားတာထူးထူးခြားခြားနေရာတွေမှာနေရတာတွေကိုကျွန်တော်ကြိုက်တယ်တန်ဖိုးထားတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တယောက်တည်းအတွက်သာမှန်တဲ့ခံယူချက်ဖြစ်တယ်ဒါတွေလည်းနောက်ဆိုရင်ပြောင်းအောင်ပါပဲကျွန်တော်ရဲ့ရင့်ချက်ခြင်းဒီအမြင်တွေပြောင်းလာတယ်လို့ကျွန်တော်သတ်မှတ်တဲ့အမှန်တရားတွေကလည်းပြောင်းလဲလာမယ်မလားကျွန်တော်အသက်ကြီးလာရင့်ချက်လာတဲ့အခါအမားတွေကလည်းနည်းနည်းချင်းလျော့ပါသွားပါလိမ့်မယ်လူတော်တော်များများကဘဝမှာမှန်ကျင်တဲ့စိတ်ကိုဆွဲလန်းနေတာနဲ့တည်းသူတို့ဘဝကိုတောင်းအောင်နေဖို့ကိုမေ့နေကြတယ်အမျိုးသမီးတယောက်ကအိမ်ထဲကအမြင်မထွက်ဘူးချစ်သူတို့လိုချင်တယ်ဒါပေမဲ့ဒီအတွက်ဘာမှမလုပ်ဘူးအမျိုးသားတယောက်ကအလုပ်တွေဇွတ်လုပ်တယ်ရှာရုတက်ချင်တယ်ဒါပေမဲ့တတိကိုဘယ်တော့မှမပြောရဘူးအငင်းခံအမှာကိုကြောက်တာဟဲ့အဲလို့ပြောလိုက်မှာကိုကြောက်တာလို့ထင်စရာပဲမဟုတ်ဘူးတကယ်ကသူတို့မှသူတို့တေချာပေါက်တွက်ထားတဲ့ယုံကြည်ချက်တွေရှိပြီးသားဖြစ်နေလို့နှစ်ပေါင်းများစွာမေးခွန်းမထုတ်ဘဲနဲ့မျက်စိမိတ်ပြီးယုံထားတာတွေရှိနေလို့အမျိုးသမီးကအိမ်ပြင်မထွက်ဘူးဘယ်ယောက်ျားလေးနဲ့မှမတွေ့ဘူးတွေးလိုက်ရင်သူယုံကြည်ထားတဲ့အရာတွေကိုပြန်မေးခွန်းထုတ်ရတော့မယ်အမျိုးသားကလည်းယာရုတိုးပေးဖို့မပြောရဘူးပြောလိုက်ရင်သူ့အရေးချင်းပေါ်မှာသူယုံကြည်ထားတာကိုပြန်မေးရတော့မယ်အမျိုးသမီးကငါရုပ်ကမချောဘူးလို့စက်ယုံတယ်အမျိုးသားကငါအလုပ်လုပ်တာမတော်ဘူးလို့စက်ပြီးယုံကြည်တယ်
ဒါပို့လို့တယ်မလားဒီယုံကြည်ချက်တွေကိုတကယ်ဟုတ်မဟုတ်စမ်းသပ်ကြည့်ဖို့ဆိုတာပိုခက်တယ်ဒီလိုယုံကြည်ချက်မျိုးတွေကကိုစိတ်သက်သာရစေုံမရှိတယ်ငါယုတ်ကချောမှမချောတာဘာလို့ဖို့အပေပန်းခံပြီးရီးစားရှာနေမလဲငါတတိကအသိမပြုမှာမဟုတ်ဘူးဘာလို့အမုန်းခံပြီးယာတို့တိုးတောင်းနေမလဲဒီလိုစဉ်းစားလိုက်တော့ခဏတော့စိတ်သက်သာရသွားတယ်ရေရှည်မှတော့ပိုပြီးဆိုးလာဖို့ပဲရှိတယ်ဒါတွေကိုဖတ်တွယ်နေတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကိုထင်တာမှန်တယ်လို့တတိကျသတ်မှတ်ထားတာကြောင့်ဘာဖြစ်မယ်ဆိုတာကြိုသိပြီးသားလို့ထင်နေတာဒီဇလန်ဘယ်လိုဆုံးမယ်ဆိုတာကိုငါသိပြီးသားပါလို့ထင်နေတာအပိုင်တွက်ချင်းသေးကြရင်ဆိုတာရင့်ကျက်မှုရဲ့ရန်သူပဲမဖြစ်လာသေးတဲ့အရာကိုဘယ်တော့မှအပိုင်မတွက်သင့်ဘူးသေချာတဲ့အရာတွေကိုပဲလိုချင်နေမယ့်အစားမသေးချာမှုတွေကိုအမြဲလိုက်ရှာနေသင့်တယ်ကိုမသေးချာခြင်းတွေကိုကန်စားချက်ကိုမယုံကြည်ခြင်းတွေဘာဖြစ်မှမသိတဲ့အနာဂတ်ရဲ့မရေရာမှုတွေကိုတန်ဖိုးထားရမယ်အမြဲမှန်မှုကြိုးစားနေမယ့်အစားအမြဲတမ်းမှားနေတတ်တာတွေကိုပိုသတိထားရမယ်လူဆိုတာအမှားမကင်းဘူးမလားအမှားအယွင်းတွေကသာကျွန်တော်တို့ကိုပြောင်းလဲစေတဲ့အရာတွေဖြစ်တယ်ရင့်ကျက်တဲ့အခွင့်အရေးတွေဖြစ်တယ်လက်ကိုဓာတ်နဲ့ခွဲယုံနဲ့ယောဂမပြောင်းမသိသွားတယ်ဆိုတာအမှားတွေကြောင့်မျက်နှာကိုခွေးချင်ငယ်ရည်နဲ့လိမ့်လို့ပို့ပြီးတော့မှနှုတ်မြုံမသွားဘူးဆိုတာကိုနားလည်လာတာကအမှားတွေကြောင့်ပါပဲအခန်းခုနှစ်ကြာရှုံးနေတာတွန်းအားစစ်တကယ်ပြောတာကျွန်တော်ကတော်တော်ကံကောင်းနေကောင်2000မှာပွဲရတယ်ပွဲရတဲ့နှစ်ကတနိုင်ငံလုံးစီးပွားပြတ်တဲ့နှစ်အလောက်ကန်ရှာပွဲစည်းကွက်ကလည်းနှစ်80အတွင်းမှာဆိုးဆုံးပဲအဲ့ဒီအချိန်မှာကျွန်တော်နဲ့အခန်းအတူတူငားနေတဲ့သူတွေကတယောက်လာကမပေးတာ3လရှိပြီဆိုတာသတိထားမိတယ်။ထားတဲ့သူကအခန်းကတောင်းတော့ကောင်မလေးကငိုးတယ်။နောက်နေ့ကျတော့မရှိတော့ဘူးထွက်ပြေးသွား။ကျွန်တော်လည်းနောက်အခန်းပေါ်တငယ်ချင်းတယောက်အကုန်စိုက်ပေးရတာပေါ့။စူထားသမျှကိုပတ်စံပြတော့တငယ်ချင်းတွေစီလိုက်အေးရတယ်။ဆိုဖာပေါ်မှာချမ်းမြေပေါ်မှာဒီလိုဖြစ်နေတာ6လလောက်ကြာမယ်။ရှားရအလုပ်ဝင်လို့ရှိတဲ့အကျွေးတွေကိုဖက်ဆက်အလုပ်အတီတကျမရမချင်းမို့ကံကောင်းတယ်လို့ပြောတာကဒီလူကြီးဘဝဆိုတာကိုစဝင်ကလေးကကျွန်တော်ကအရှုံးသမားဖြစ်နေပြီလေ။အောက်ဆုံးကနေပြန်စရတယ်မလား။အောက်ဆုံးဆိုတာကလူတိုင်းကြောက်တဲ့အရာကြီးအလုပ်ပြောင်းတဲ့အခါစီးပွားရေးအသစ်တခုစတဲ့အခါအောက်ဆုံးကစတက်ရမှာကအကြောက်ဆုံးပဲကျွန်တော်ကတော့ဘွဲရပြီးတာနဲ့အောက်ဆုံးကိုတန်းပြီးခွေးချကျသွားတာကိုနောက်တော့ဘာဖြစ်ဖြစ်ဒီတက်ကောင်းမှုပဲရှိတော့တယ်ခံကောင်းတာပေါ့ကော်စောအစုပ်ပေါ်မှာအိတ်နေရတဲ့အချိန်အပေါ်စားဘာကတလုံးစားဖို့တောင်စရင်ပြန်တွက်နေရတဲ့အချိန်အလုံးလျှောက်စာအဆောင်20လောက်ပူပြီးဘာတမ်းမှပြန်မကြားတဲ့အချိန်ဒီလိုအချိန်မျိုးမှာအင်တာနက်ပေါ်မှာစာရေးပြီးပတ်စံရှာဖို့စဉ်းစားရတာသိကြောက်ဖို့မကောင်းတော့ဘူးမလားရေးသမျှဘယ်သူမှမပတ်လဲဘာမှမဖြစ်ဘူးဒုံရင်ပဲချောက်ရှုံးမှုဆိုတာအချင်းမြင်ပေါ်မှာပဲမူတည်တယ်ကျွန်တော်သာကွန်မြူနတီတော်လိုင်းရေးသမားတယောက်ဖြစ်ခြင်းခဲ့ရင်2008မှာပတ်စံတပြားမှမရှာနိုင်တာအောင်မြင်မှုကြီးတစ်ခုပဲဒါပေမဲ့ကျွန်တော်ရဲ့ချောက်ရှုံးမှုကိုတိုင်းတာတဲ့ပြည်တန်းကသူများတွေနဲ့အတူတူပဲချောင်းပြီးရင်အလုပ်ရဖို့ကိုခြေထောက်ပေါ်ကိုရက်နိုင်မှုဒီလိုကြည့်လိုက်တော့ကျွန်တော်ကအရှုံးသမားတယောက်ဖြစ်သွားပြန်တယ်ကျွန်တော်ကပတ်စံချမ်းသာတဲ့မိသားစုမှာမွေးလာတာပတ်စံဆိုတာပြဿနာမဟုတ်ဘူးဆိုတော့ပြောင်းပြန်ကျွန်တော်မိသားစုကပြဿနာကိုပတ်စံနဲ့ပေါက်ရှင်းတဲ့မိသားစုဖြစ်နေတယ်ဒါလည်းကံကောင်းခြင်းတစ်ခုပဲငယ်ကလေးကသတိထားမိသွားမိပြီပတ်စံရှိလေပြဿနာရှိတာပဲပတ်စံချမ်းသာသူတွေလည်းစိတ်ညစ်ရတာပဲဆိုတာကိုငယ်ကလေးကသဘောပေါက်ခဲ့တယ်အဲ့တော့ပတ်စံဆိုတာကိုတန်ဖိုးအဖြစ်တိုင်းတာဖို့မစင်စားမိတော့ဘူးပတ်စံစားအခြားအရာတစ်ခုကိုတန်ဖိုးထားတတ်သွားတယ်လွတ်လပ်မှုစုံဦးတည်တွင်သူဆိုတဲ့စိတ်ကူးကိုသဘောကျမိသွားတယ်ကိုလို့ချင်တာကိုလို့လူများခိုင်းတယ်လည်းသိမလို့ချင်ဘူးလေအင်တာနက်ပေါ်မှာအလုပ်လုပ်ရတဲ့စိတ်ကူးကိုလည်းစိတ်ဝင်စားမိသွားတယ်ဘယ်ချိန်ဘယ်နေရာကမဆိုအလုပ်လုပ်လို့ရတယ်မလားအဲ့ဒီတုန်းကကျွန်တော်ပြန်မေးခွန်းထုတ်တယ်ကိုမကြိုက်တဲ့ရအလုပ်ကိုဝင်လုပ်ပြီးပတ်စံရှာမလားအင်တာနက်မှာစုံဦးတည်တွင်သူဖြစ်အသက်မွေးမလားပတ်စံတော့ရခြင်းရမယ်အဖြေကရှင်းနေတယ်ဒုတိယတစ်ခုကိုပဲလိုချင်တာဒါနဲ့နောက်ထပ်မေးခွန်းထပ်မေးကြည့်တယ်ဒီလိုရွေးချယ်ပြီးဘာမှဖြစ်မလာရင်ငါအတွက်ဘာတွေဆုံးရှုံးသွားမလဲဘာမှဆုံးရှုံးစရာမရှိဘူးလေအလုံးမရှိပတ်စံမရှိတဲ့အသက်အစိတ်ရွယ်ကောင်းတကောင်ပဲဖြစ်လာမယ်အခုလည်းအလုံးမရှိပတ်စံမရှိအသက်23နှစ်ကောင်းတကောင်ပဲဒီလိုတွေးလိုက်တော့ကျွန်တော်လုပ်ချင်တဲ့အင်တာနက်လုပ်ကိုမလုပ်ရတာတကယ်ဆုံးရှုံးမှုဖြစ်သွားတယ်ပတ်စံမရှိတဲ့ကျွန်တော်အတွက်ကြာရှုံးခြင်းမဟုတ်တော့ဘူးတငယ်ချင်းတွေအိမ်မှာခွင့်တောင်းပြီးအိတ်နေရတာနောက်တဲ့နှစ်လောက်ဒီလိုပဲအိမ်တကာပတ်နေရတာရှုံးနေခြင်းမဟုတ်တော့ဘူးအလောက်ကမရှိခြင်းကလည်းစိတ်ညစ်စရာမဟုတ်တော့ဘူးအောင်မြင်ခြင်းကြာရှုံးခြင်းဆိုတဲ့ဝီယောတိတခါကပကြီးစရာပီကာဆိုတယောက်စပိန်မှာရှိတဲ့ကော်ဖီဆိုင်မှာထိုင်နေတယ်အဲ့ဒီအချိန်မှာသူ့အသက်ကလည်းကြီးပြီးကော်ဖီဆိုင်မှာထိုင်ကလက်တော့ဘွားဟောင်းတစ်ခုပေါ်မှာဟိုချစ်တီချစ်လုံနေပါတယ်ဒီလိုပဲစိတ်ကူးတရားရှောက်ချင်နေတာကျွန်တော်တို့ချောင်းအိမ်သားထဲမှာစော့ပန်နဲ့ပုံတွေရှောက်ဆွဲသလိုပဲဒါပေမဲ့ပီကာဆိုဆွဲတဲ့ပုံဆိုတော့ကျွန်တော်တို့အိမ်သားနိုင်ငံဘောကပုံတွေတဲ့အများကြီးပိုကောင်းတာပေါ့အပြန်စား impression နဲ့ဂျိုဘစ်စင်ပုံတွေထွက်လာတာပေါ့ထားပါတော့ဒါနဲ့သူ့ဘေးမှာထိုင်နေတဲ့အမျိုးသမီးတယောက်ရှိတယ်လက်တော့ဘွားဘောကပကြီးပုံကိုတန်တော်ကြည့်နေတာခဏကျတော့ပီကာဆိုကထပြီးပြန်မှုပြင်တယ်လက်တော့ဘွားကိုလုံးချပြီးလွှင့်ပြမလို့လုပ်တယ်အမျိုးသမီးကပီကာဆိုကိုလှမ်းတားတယ်ခဏလေးတယ်လှမ်းអော်တယ်အဲ့ဒီလက်တော့ဘွားကျမကိုရောင်းလွှတ်မပြစ်နဲ့ပတ်စံပေးပါမယ်ပီကာဆိုကလည်းရတယ်လေလို့ပြန်ပြောတယ်
ဒေါ်လာ2000ပဲပြီးအမျိုးသမီးမျက်နှာခင်းနဲ့ပေါက်ခံရတယ်လို့တွန့်သွားတယ်ဟမ်ရှင်အဲ့ဒီပုံဆွဲတာမိနစ်20ပဲကြာတာမဟုတ်ဘူးညီမဘက်ကဆိုကဒီလိုပြန်ပြေးတယ်အဲ့လိုဆွဲဖို့260လောက်ကြာတယ်ဒီလိုပြောပြီးလက်တော့ဘွားကိုအိတ်ကတဲ့ကော်ဖီဆိုင်ကထွက်သွားအောင်တိုးတက်မှုဆိုတာထောင်ပေါင်းများစွာသောရှုံးနိမ့်မှုသေးသေးလေးတွေနဲ့အခြေခံထားတာအောင်မြင်မှုကိုတိုင်းတာဖို့ဆိုတာဘယ်နှကြိမ်ကြာရှုံးထားတယ်ဆိုတဲ့အပေါ်မှာပဲမူတည်တယ်တယောက်ကခမားတဲ့ပိုးတော်နေတယ်ဆိုရင်သူ့မှာခမားတဲ့ကြာရှုံးတဲ့အချိန်ကြီးပိုများနေလို့ဖြစ်ပဲခမားလောက်မတော်တဲ့သူတွေကလည်းခမားလောက်ရှုံးနေမှုတွေကိုမကြုံရသေးလို့ပဲကလေးတယောက်လမ်းလျှောက်ဖို့ကြိုးစားနေတာကိုပဲစဉ်းစားကြည့်အခါပေါင်းများစွာလဲကြတာပဲမလားပြန်ထရတာပဲဒါပေမဲ့လမ်းလျှောက်တယ်ဆိုတာငါနဲ့သိမကြိုက်ပါဘူးခဏခဏလဲနေတာတော်ပါပြီဆိုပြီးစဉ်းစားတဲ့ခလေးတော့မရှိဘူးရှုံးနေမှုကိုရှောင်ကျင်တဲ့စိတ်ကကျွန်တော်တို့ဘဝနောက်ပိုင်းတွေမှာပိုပြီးသိတာတယ်ပညာရေးစနစ်ကြောင့်လည်းအများကြီးပါတယ်ပညာရေးစနစ်တွေမှန်သမျှဘယ်လောက်တော်တယ်လဲဆိုတာကိုအဓိကကြည့်ပြီးကြာရှုံးတဲ့သူတွေကိုအပြစ်ပေးတယ်မလားမှားတော့မမှားဘူးနောက်တစ်ခုကျတော့တင်းကျပ်တဲ့မိဘတွေကြောင့်ကလေးတွေကိုကလေးပြီးအမားလုံးရင်ခွင့်မပြုဘူးပြောသလိုမလုပ်ရင်တံပေးတာမျိုးတွေပြီးရင်မီဒီယာတွေထဲမှာမြင်ရတဲ့အောင်မြင်မှုဇလန်းပေါင်းများစွာကြောင့်လည်းပါပါတယ်အောင်မြင်မှုတွေကိုသာပြတာအောင်မြင်အောင်ပြင်းစရာကောင်းတဲ့စိတ်ပြည့်စရာကောင်းတဲ့နိုင်ပေါင်းထောင်ပေါင်းများစွာပေးဆက်ခဲ့တာတွေမပြဘူးဒီလိုနဲ့ကျွန်တော်တို့တွေကြာရှုံးရမှာကိုအသေးလေးကြောက်တက်လာကြတယ်ကိုတော်ပြီးတက်ပြီးသားအရာတွေကိုပဲဖတ်တွေ့တက်လာတယ်မသိစိတ်ကအသေးသေးသောဆွမ်းစားမှုတွေကိုရှောင်ကျဉ်လာတယ်ကြာရှုံးမှုဝင်မလေးတဲ့အရာတွေမှာသာကျွန်တော်တို့တကယ်အောင်မြင်လာမယ်ဒီလိုပဲရှုံးနေမှာကိုကြောက်နေရင်အောင်မြင်ဖို့ဆိုတာခက်ခဲလာမှာပဲရှုံးနေခြင်းကိုကြောက်နေတာတန်ဖိုးထားတဲ့အရာတွေကတလွဲတွေဖြစ်နေလို့ပါဥပမာကျွန်တော်ငါ့ကိုလူတိုင်းကချစ်ရမယ်ဆိုပြီးခံယူထားတယ်ဆိုပါစို့ဒီလိုခံယူထားတဲ့အမြဲတမ်းဆုံးရည်စိတ်ဝင်နေတော့မယ်လူတိုင်းချစ်ဖို့ဆိုတာကိုယ့်လက်ထဲမှာရှိတဲ့ထိန်းချုပ်လို့ရတဲ့တန်ဖိုးတစ်ခုမဟုတ်ဘူးသူများလက်ထဲမှာကိုယ်အောင်မြင်ခြင်းရှုံးနေခြင်းကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးသွားပေးထားတယ်လို့ဖြစ်နေတယ်ဒီလိုခံယူမဲ့အစားလူတွေနဲ့တက်အောင်နေကြည့်မယ်ဆိုတဲ့တန်ဖိုးကိုပိုအာရုံဆိုင်ရင်မကောင်းဘူးလားကျွန်တော်ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့အရာဖြစ်သွားပြီလူတိုင်းနဲ့တဲ့ခြင်းမှတော့တဲ့မယ်ဒါပေမဲ့ဖြည်းဖြည်းချင်းတိုးတက်အောင်လုပ်လို့ရသွားပြီလူတွေအားလုံးဆိုတဲ့မဖြစ်နိုင်တဲ့ခံယူချက်ကြီးလို့မဟုတ်တော့ဘူးကျွန်တော်တန်ဖိုးကကျွန်တော်လက်ထဲကိုပြန်ရောက်လာပြီအခန်းလေးမှာပြောခဲ့သလိုပဲတောက်တလဲတန်ဖိုးထားမှုတွေဆိုတာကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့တန်ဖိုးတွေဖြစ်တယ်ဒီလိုအားတွေကကိုယ့်ကိုစိတ်ပိစည်းမှုတွေပဲပြီးမှာခံကောင်းထားမှလို့အောင်မြင်သွားရင်လည်းအနှစ်သာရမရှိတာတွေပဲဖြစ်ပဲရေခံမှလည်းမဟုတ်ဘူးပိုကောင်းတဲ့ခံယူချက်တွေတန်ဖိုးထားမှုတွေဆိုတာအမြဲတမ်းဆက်လုပ်သွားလို့ရတဲ့အရာတွေဖြစ်ပဲအမြဲတမ်းတက်နိုင်တဲ့လောက်ရိုးသားသားပြောဆိုနေထိုင်မယ်ဆိုတဲ့ရိုးသားခြင်းတန်ဖိုးကိုကြည့်ရိုးသားမှုဆိုတာတစ်သက်လုံးပုံမှန်လုပ်သွားလို့ရတဲ့အရာဖြစ်တယ်ဘာလို့မှပြီးဆုံးမသွားတဲ့ပြဿနာကောင်းတစ်ခုလည်းဖြစ်တယ်စကားပြောတိုင်းမိတ်ဆွေတွေနဲ့တွေ့တိုင်းစိန်ခေါ်မှုတွေကိုရင်ဆိုင်တိုင်းမှာထုတ်သုံးလို့ရတဲ့တန်ဖိုးတစ်ခုဖြစ်တယ်တသက်တာထာဝရကိုင်းဆောင်ထားလို့ရတဲ့ခံယူချက်ဖြစ်တဲ့အတွက်အမှန်တကယ်ကောင်းတဲ့တန်ဖိုးတစ်ခုအခန်း၈ရင်းပယ်ခြင်းအရေးပါ2009ခုနှစ်မှာကျွန်တော်ပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်စုပုံပြီးရောင်းတင်တာရောင်းသိမ်းတင်တာသိမ်းတယ်ပြီးတော့ကျွန်တော်နေတဲ့အခန်းကိုတော့ပိတ်ပြီးလက်တင်အမေရိကဘက်ကိုခီးထွက်တယ်ကျွန်တော်ရဲ့ကိုယ်ပိုင် website စုံလဲတွေကိုအကြံဉာဏ်ပေးတဲ့ online ဝန်ဆောင်မှုကလည်းနည်းနည်းအလုပ်ဖြစ်နေပြီ online မှာသင်ခန်းစာတွေရောင်းရင်းကပတ်ဆက်လဲဝင်စားပြုနေပြီအဲ့တော့ခီးထွက်ပြီးအတွေ့အကြုံအသေးလေးပါလေးရှာဖို့ဆုံးဖြတ်လိုက်တာဒီတိုင်းစီသက်သာတဲ့အာရှတိုင်းနဲ့လက်တင်အမေရိကဘက်မှာခဏသွားနေပြီးကျွန်တော်တို့ကိုဆက်လုပ်ဖို့လည်းစဉ်းစားထားတယ်ဒီလိုခီးတွေထွက်ဆွမ်းစားလုပ်ကြရတယ်ဆိုတာကျွန်တော်တို့အသက်အစိတ်ရွယ်လူငယ်တယောက်အတွက်တကယ်ဖြစ်လာတဲ့အိမ်မက်ကြီးပေါ့ဒီအိမ်မက်ကြီးကပြောလိုက်ရင်တော့ပါဇက်ထင်းမှာကိုစိတ်ထင်းမှာပါအင်မတန်ရတာရှိတယ်ဒါပေမဲ့ဒီစိတ်ခံရဲ့နောက်ွယ်မှာမမြင်ရတဲ့ခံယူချက်အမှားတွေလည်းရှိနေတယ်ကျွန်တော်အိမ်မက်ရဲ့နောက်ွယ်မှာကောင်းတဲ့ခံယူချက်တွေတန်ဖိုးထားမှုတွေလည်းရှိပါတယ်ဆွမ်းစားခြင်းစိတ်ကဘာနဲ့ယဉ်ကျေးမှုကိုလေ့လာခြင်းစိတ်လူပတ်ဝန်းကျင်အသစ်တွေကိုနားလည်ခြင်းစိတ်ဒီခံယူချက်တွေကတော့ကောင်းတယ်မတိတာတဲ့တောင်းတရာကပုံနေတဲ့မကောင်းတဲ့စိတ်ခံတွေကလည်းရှိနေပြန်တယ်အဲ့ဒီတော့ကတော့ဒါကိုကျွန်တော်သတိမထားမိဘူးကိုပုံမွေလေးနဲ့ပြန်မကြည့်တတ်သေးတာလည်းပါပါတယ်အပေါ်ရဲ့မျက်နှာပြင်အောက်မှာတခုရှိနေမှမသိခဲ့ဘူးတခါတည်းတယောက်တည်းရှိနေတဲ့အချိန်ဒီမှာသတိတော်ထားမိတယ်ငငယ်တုန်းကချမ်းသာတဲ့မိသားစုမှာအခွင့်ဒုက္ခဖြစ်နေခဲ့ရတော့ကဆွဲသွားတဲ့သုံးမရတဲ့ခံယူချက်အချို့ကျွန်တော်စိတ်ထဲမှာချန်နေသေးတယ်စေကြတဲ့ဘဝမိသားစုပြဿနာတွေကြောင့်ထပ်ပြီးတိုးလာတဲ့တန်ဖိုးထားမှုအမားတွေလည်းချန်နေတယ်တခုခုကိုတာဝန်ယူရမှကြောက်စိတ်ကစိတ်ထဲမှာဆွဲနေတော့ကျွန်တော်မသိစိတ်ကဘာကူမှဆွဆွမြဲမြဲမထိမ့်သိမ်းထားခြင်းဘူးငငယ်ကကြုံခဲ့ရတဲ့လူတွေကိုကြောက်တဲ့စိတ်တွေလူတော်မတိုးမှုတွေကိုမေးပြချင်စေကြောင်းအရာရာကိုလိုတာတဲ့ပို့ပြီးလုံးမိနေခဲ့တယ်ဘယ်သူနဲ့မဆိုတငယ်ချင်းဖြစ်အောင်နေမယ်ဘယ်သူနဲ့မဆိုရီးစားအဖြစ်တွဲပလိုက်မယ်ဘယ်သူနဲ့ဖြစ်ဖြစ်အိတ်လို့ရရင်အိတ်မယ်ဒီလိုခံယူထားတာအဲ့တော့လူတယောက်တည်းကိုဆွဆွမြဲမြဲပေါင်းသိမှုမလို့တော့ဘူးလို့ယုံကြည်လာကိုလူတယောက်တည်းမကဘူးလူပွဲစည်းတစ်ခုတည်းမှလည်းမနေချင်တော့ဘူးမြို့တစ်မြို့တည်းမှလည်းမနေနိုင်ဘူးနိုင်ငံတစ်နိုင်ငံတည်းမှလည်းမနေချင်ဘူးအရာရာတိုင်းကိုထမ်းလို့ခံစားလို့ရမယ်ဆိုရင်အတွေ့အကြုံတွေကိုလည်းတနေရာထဲမှာယူနေတာအချင်းကုန်နေအလက်ကားပဲလို့ခံယူလိုက်တယ်ကဘာကြီးနဲ့တသားတည်းဖြစ်သွားပြီကွာဆိုပြီးစိတ်ကြီးဝင်သွားတယ်ကျွန်တော်တယောက်9နှစ်လောက်တနိုင်ငံပြီးတနိုင်ငံလှည့်ပတ်ပြီးခီးတီသွားတယ်
နိုင်ငံပေါင်း55နိုင်ငံရောက်ခဲ့တယ်တကယ်ချင်းတွေလည်းအများကြီးရခဲ့တယ်ချစ်သူတွေလည်းမနေဘူးဒီတကယ်ချင်းတွေချစ်သူတွေအကုန်လုံးကိုခရီးဆက်ဖို့လေမော်တက်တာနဲ့မေးပြပြီးအသက်တွေထက်ရှာခဲ့တယ်ရေဘွက်ပမာပေါ့အဲ့ဒီတုန်းကဘဝကအထူးဆန်းတဲ့ဘဝပေါ့ဘိုးဘိုးဆောင်းဝိုင်းတစ်လျှောက်တနေရာပြီးတနေရာသွားရင်းကစိတ်ထဲမှာအောင်းနေတဲ့အနာတွေကိုဖုံးရင်းအသေးသေးသောအရာတွေနောက်ကိုဆေးဆွဲနေတဲ့သူလိုတစ်ခေါက်လိုက်နေခဲ့တာအသေးပဲပြည့်နေသလိုလိုနဲ့ဟာလာရင်လေးဖြစ်နေတဲ့ခံစားချက်ကြီးအခုချိန်ပြန်စဉ်းစားလိုက်ရင်လည်းအဲ့ဒီလိုပဲခံစားရတော့ကျွန်တော်ဘဝရဲ့အကောင်းဆုံးသောသင်ခန်းစာတွေကျွန်တော်ကိုပြောင်းလဲစေခဲ့တဲ့အရာတွေတော်တော်များများကိုဒီခရီးစဉ်မှာရခဲ့တယ်လို့အချိန်အကုန်ဆုံးအလတ်အသက်ဖြစ်ဆုံးဖြုံးတိမှုတွေကလည်းအဲ့ဒီခရီးမှာပဲကြုံခဲ့တယ်အခုကျွန်တော်နယူးယောက်မှာနေနေတယ်အိမ်တလုံးရှိတယ်ပရိဘောဂတွေရှိတယ်စနီးတယောက်ရှိတယ်ဘာမှထူးထူးဆန်းဆန်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ဘဝမဟုတ်ဘူးဒါပေမဲ့ဒီဘဝကိုကျွန်တော်ပူတန်မှုထားတတ်ပြီဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာသောစိတ်လှုပ်ရှားစရာခရီးစဉ်တွေဆွန်စားကန်တွေကသင်ပေးလိုက်တဲ့တခုရှိတယ်ဘာသင်ခန်းစာလဲဆိုတော့လွတ်လပ်ခြင်းဆိုတာသူကြီးပဲတက်ဆိုရင်ဘာမှအထိပ္ပယ်မရှိဘူးဆိုတာပဲလွတ်လပ်မှုကပူပြီးအထိပ္ပယ်ပြေးသွားတဲ့အရာတွေကိုရဖို့အကူအညီတော့ပေးနိုင်တယ်ဒါပေမဲ့လည်းရည်ရွယ်ချက်မရှိတဲ့လွတ်လပ်မှုဆိုတာတကယ်တမ်းတော့အနှစ်သာရမရှိဘူးဘဝမှာအရေးကြီးတဲ့အထိပ္ပယ်ရှိတဲ့အရာတွေကိုရဖို့ဆိုတာရွေးချယ်စရာတွေကိုညှင်းပယ်နိုင်ဖို့လွတ်လပ်ခြင်းကိုရှော့ချဖို့တကူကူတာဝန်ယူဖို့ယုံကြည်ချက်အသစ်ကိုဆွဲဆွဲမြဲမြဲကင်ဆောင်နိုင်ဖို့ဒါမှမဟုတ်ကြောက်စရာဖြစ်ခြင်းဖြစ်မယ်တစုံတစ်ယောက်တည်းကိုရေရှည်ပေါင်းသိနိုင်မှုလိုတယ်နှစ်တော်ကြောင်ခီးတွေထွက်ခြင်းတို့ထွက်ပြီးမှသာကျွန်တော်ဒါကိုသဘောပေါက်လာဘဝမှာကြုံရတဲ့အခြားသားယာမှုတွေလိုပဲအလွန်ကြုံလုံးကြည့်မှသာဒီသားမှုတစ်ခုကပျော်ရွှင်မှုအစစ်ကိုမပေးနိုင်ဘူးဆိုတာနားလည်လာနိုင်မလားခရီးတွေထွက်နေရင်52ခုမြောက်54ခုမြောက်55ခုမြောက်နိုင်ငံကိုရောက်တော့မှကျွန်တော်သဘောပေါက်တယ်ခရီးထွက်ခဲ့တဲ့အတွေ့အကြုံတွေကစိတ်လှုပ်ရှားဖို့တော့ကောင်းတယ်ဒါပေမဲ့ရေရှည်တည်မြဲတဲ့ခံစားချက်ကိုတော့မပေးနိုင်ဘူးအမေရိကမှာခြံခဲ့တဲ့ကျွန်တော်တငယ်ချင်းမိတ်ဆွေတွေကတော့မိန်းမတွေရအိမ်တွေဝယ်လုပ်ငန်းတွေလုပ်နိုင်ငံအတွက်တာဝန်ထမ်းတဲ့သူတွေကထမ်းနေပြီသူကိုဘဝကိုစီနဲ့ကျွန်တော်ကတော့စီးဆွဲတယ်လို့ပဲလွတ်လပ်ခြင်းဆိုတဲ့သားမှုနောက်လိုက်နေစေ2017မှာကျွန်တော်ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့ကိုရောက်တယ်အစားအသောက်ကခြာတူးလဲရှာသေးဦးလူကလည်းစူးမေလမှာနင်းကြတယ်တဲ့ချားလို့တော့မကောင်းဘူးကျွန်တော်နေတဲ့အခန်းကလည်းစုပ်ပြက်နေတာအခန်းထဲပစ္စည်းတွေဆိုတာလည်းတခုမှအလုံးမလုပ်ဘူးအဆအဆရရဈေးလဲကြီးသေးတယ်လူတွေကလည်းခရိုင်ရိုင်အရက်ပဲတောက်နေကြတယ်အပြုံးကြီးလည်းမရှိဒါပေမဲ့ရောက်ခဲ့သမျှနေရာတွေထဲမှာအဲ့ဒီမျိုးကိုကျွန်တော်သဘောအကျဆုံးပဲရုရှားရည်ချင်းမှုကအနောက်တိုင်းသားတွေအတွက်တမျိုးပဲရည်ကြီးကြီးလောကဝတ်တွေပါတယ်မရှိဘူးသစိမ်းတွေကိုလည်းပြုံးပြလည်းမရှိဘူးအားနာလို့သဘောကျချင်အောင်ဆောင်တာလည်းမရှိဘူးမကြိုက်မကြိုက်ဘူးပြောတယ်တောက်တူလည်းလုံနေတာမြင်တောက်တူလည်းလုံနေတယ်လို့ပြောတယ်သဘောကျတဲ့ကောင်မလေးကိုတွေ့ရင်လည်းသဘောကျတယ်ပဲပြောတယ်တငယ်ချင်းပဲဖြစ်ဖြစ်လူစိမ်းပဲဖြစ်ဖြစ်အခုလေးတွေလမ်းပေါ်မှာတွေ့တဲ့သူပဲဖြစ်ဖြစ်ဆက်ဆံမှုကအတူတူပဲရောက်ကစားတစ်ပတ်လောက်တုန်းကတော့နေရထိုင်ရတော်တော်ခက်တယ်ရုရှားကောင်မလေးတယောက်နဲ့ကျွန်တော်ကော်ဖီဆိုင်အတူတူထိုင်ပစ်တယ်ထိုင်ပြီး3မိနစ်လောက်ပဲရှိသေးတယ်ကျွန်တော်ကိုပဲအကြည့်တစ်မျိုးနဲ့ကြည့်လို့ကောင်မလေးကပြောတယ်ရှင်ပြောနေတာတွေကအဓိပ္ပာယ်လေးမရှိဘူးကျွန်တော်ကော်ဖီတောက်ရင်ကနင်းအောင်နင်းသွားပြီရာသီဥတုကြောင့်ပြောသလိုရုပ်ရှင်ကြောင့်ပြောသလိုပဲဆိုင်းမစင်ဘုံမစင်ကြီးပြောလိုက်တာကိုအနောက်တိုင်းမှာဆိုရင်ဒီလိုပြောတာအင်မတန်ရိုင်းနေမလားအခုမှတွေ့ဘူးတဲ့လူအချင်းချင်းပြောရင်ပိုတော်ဆိုးသည်ဒါပေမဲ့ရုရှားကတော့ဒါပုံမှန်ပဲလူတိုင်းကတဲ့ကြီးတွေပဲပြောတော့အနောက်တိုင်းသားလေးကျွန်တော်ကတစ်ချိန်လုံးပိတ်တလေးဘေးပြစ်တယ်လို့ခံစားနေရတာပေါ့ကိုအထင်ကြီးနေတဲ့စိတ်တွေတောင်တော်တော်ပျောက်သွားနေဒီလိုနဲ့ရဲတဲ့ဘက်အတော်များများကြာလာတော့ရုရှားလူမျိုးတွေရဲ့ပွင့်လင်းမှုကိုကျွန်တော်ကျင်သားရလာတယ်ညဘက်ကျမှဝင်နေနေနဲ့ရေခဲရိုက်ထားတဲ့ဗော့ဒကာရက်ကိုကျင်သားရတာတူလိုပဲနောက်ပိုင်းမှာဒီရင်ကျေးမှုကိုကျွန်တော်နားလည်တတ်ဖို့ထားတတ်လာတယ်ပြင်စင်မုံမှန်မထားတဲ့ပေါ်တင်ဖွင့်ပြောခြင်းတွေကိုလက်ခံတတ်လာတယ်ယူသားမှုဆိုတာကမ္ဘာပေါ်မှာအစစ်မှန်ဆုံးသောတရားတစ်ခုပဲယူသားခြင်းဆိုတာအခြေအနေချင်းကားကိုမလိုက်ဘဲနဲ့ဆက်သွယ်ပြောဆိုလို့ရတဲ့အရာနောက်ကမှကြိုးတွေချီနှောင်ထားခြင်းမရှိတဲ့အရာဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေမရှိတဲ့အရာလူတွေကြောက်အောင်တမင်ကြိုးစားနေရခြင်းတွေကင်းဝေးတဲ့အရာကမ္ဘာပေါ်မှာအမေရိကန်မဆန်ဆုံးနေရာတစ်ခုစီရောက်တဲ့အခါမှာအမှန်တကယ်လွတ်လပ်ခြင်းရတာတစ်ခုကိုကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့ရတာရည်စရာတော့အကောင်းသားကိုယ်စိတ်ထဲမှာထင်တာခံစားရတာကိုကြောက်စရာမလိုဘဲနဲ့ဖွင့်ပြောလို့ရတဲ့အရာတာပေါ့ရင်းပယ်ခြင်းတွေကိုလက်ခံရင်ရတာတဲ့လွတ်လပ်ခြင်းဆိုတာထူးတော့ထူးဆန်းတယ်ကျွန်တော်ဘက်မှာဒီလိုခံစားမှုမျိုးကိုငတ်နေခဲ့တာချပြီးကျွန်တော်မိသားစုကလည်းစိတ်ခံစားမှုကိုအင်မတန်ထိန်းချုပ်နိုင်တဲ့သူတွေမလားကျွန်တော်အသက်ကြီးလာတော့လေကိုယုံကြည်စိတ်တွေများပြီးတော့မှတလွဲစပင်ကောင်းနေခဲ့တာဒီလိုပွင့်လင်းရိုးသားမှုအရာသာအပြည့်ပေးနိုင်တဲ့နေရာကိုရောက်လာတယ်ကျွန်တော်ပါရေကန်နဲ့လွတ်ပေးလိုက်တဲ့ငါလိုပဲအချင်းကြီးဘလို့ကုံသွားမှန်းတော့မှမသိဘူးမပြတ်ခြင်းလောက်ဖြစ်သွားတယ်ဆိုပါစို့ခရီးထွက်ခြင်းကကိုယ်စိတ်ဓာတ်ကိုတိဆောက်ဖို့အတွက်အင်မတန်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ကိုယ်ကျမ်းဝယ်ရင်းနှီးနေကြပတ်ဝန်းကျင်နဲ့ရှင်ကျေးမှုကနေထွက်ကြည့်ပြီးတခြားပတ်ဝန်းကျင်အသစ်တွေကိုလေ့လာခွင့်ရတယ်ခံယူချက်တွေမတူဘဲနဲ့ဘလို့များနေတိုင်းသလဲဆိုတာကိုသိခွင့်ရတယ်ကိုယ်လိုမျိုးကိုမမုန်းပဲနဲ့ဘလို့ရှင်သန်နေကြသလဲဆိုတာကိုနားလည်ခွင့်လည်းရတယ်
ကိုတင်ထားတဲ့အကောင်းဆုံးအမှန်ဆုံးဆိုတဲ့ခံယူချက်တွေတန်မိုးထားမှုတွေကမှန်ချင်မှလည်းမှန်မယ်ဆိုတာကိုသိလာစေတယ်အခန်းကူနောက်ဆုံးတော့သိရောအမှန်တရားကိုရအောင်ရှာတွေ့တဲ့နေရာမှာမင်းနဲ့ငါပြန်ဆောင်ကြတာပေါ့ဒါ George ကျွန်တော်ကိုနောက်ဆုံးပြောသွားတဲ့စကားအင်မတန်လေးနဲ့တဲ့လေတံတစ်ဝက်လောင်တဲ့လေတံတစ်ဝက်နဲ့ပြောသွားတာမူးကလည်းမူးနေတဲ့ဆေးကြောက်ကလည်းရှူထားသေးတယ် George ကကျွန်တော်တကယ်ချင်းကျွန်တော်အသက်19နှစ်အရွယ်တုန်းကဘဝကိုအပြောင်းလဲစေဆုံးအရာတခုကြုံခဲ့ရတယ်တက်ဆတ်ပြည်နယ်ဒဲလက်စ်မြောက်ပိုင်းကရှေ့ကတစ်ခုနားမှာပါတီပွဲတစ်ခုရှိတယ်အဲ့ဒီပွဲကိုကျွန်တော်ကို George ကခေါ်သွားတာတောင်ကုန်းပေါ်မှာကွန်ဒိုအဆောင်လေးရှိတယ်တောင်ကုန်းအောက်ခြေမှာရေကူးကန်ရှိတယ်ရေကူးကန်ဘက်ကနေဆက်ပြီးဆင်းသွားရင်ခြောက်ကဘာတစ်ခုရှိတယ်ကဘာရဲ့အောက်မှာရေကန်ကြီးကဘာကနေအောက်ကိုပေ30လောက်ရှိမယ်ခုံချဖို့နှကပြန်ဆင်းစားရလောက်မြင့်တယ်မူးနေတော့နှကဆင်းစားဖို့လိုချင်မှလိုမယ်ပါတီပွဲကိုရောက်ပြီးမကြခင်မှာ George နဲ့ကျွန်တော်ရေကူးကန်ဘေးမှာထိုင်ပြီးတော့မှဘီယာတူတောက်ကြတယ်လူငယ်ဘဝစကားလေးပါလေးပြောပေါ့တချင်းတွေအကြောင်းမိန်းကလေးတွေအကြောင်းပြောတယ် George ဂီတာကျောင်းကထွက်လိုက်တဲ့အကြောင်းပြောတယ်နှစ်ယောက်သားဒီဝိုင်းဖွဲ့တချင်းတွေဆိုနယူးယောက်ကိုပြောင်းပြီးနေဖို့စိတ်ကူးရင်ကြတယ်ကလေးတွေပဲရှိသေးတယ်မလားကဘာဘက်ကိုမင်းငေါ်ပြီးတော့မှကျွန်တော်မေးလိုက်တယ်အဲ့ဒီဘောကခုံချလို့ရတော့လားရတာပေါ့ George ကပြန်ဖြေတယ်လူတွေဒီလိုပဲအမြဲခုံချနေကြမင်းငေါ်ခုံချမှာလားကျွန်တော်မေးတယ် George ကပခုံးတုံပြီးပြန်ဖြေတယ်ကြည့်တာပေါ့ခုံချရင်လည်းခုံချမယ်ညပိုင်းကျတော့သူနဲ့ကျွန်တော်လူခွဲသွားတယ်ပါတီပွဲကိုလာတဲ့အာရှမိန်းကလေးတစ်ယောက်နဲ့ကျွန်တော်စကားဆက်မိသွားတယ်ကောင်မလေးကဗီဒီယိုဂိမ်းလေးဆော့တတ်တယ်ဆိုတော့ကျွန်တော်တို့ဒီပေါက်တယ်လို့ဖြစ်နေတာပေါ့သူကတော့ကျွန်တော်ကိုသိစိတ်ဝင်စားဖို့မရဘူးဒီလိုပဲစကားတော့ဆက်ပြောနေပြတယ်ဘီယာနဲ့ဆက်တော့ပြီးတော့အရေးဆိုပြီးအိမ်ပေါ်တက်မှာစားစရာသွားယူဖို့ကောင်မလေးကိုကျွန်တော်ပြောကြည့်တယ်ကောင်မလေးကโอเคလေးသွားယူတာပေါ့လို့ပြန်ဖြေတယ်ကျွန်တော်နဲ့ကောင်မလေးနဲ့တောင်ကုန်းပေါ်တက်လာမှာ George ကပြန်ဆင်းလာတဲ့တူးတယ်အပေါ်မှာစားစရာသွားယူမလို့စားအောင်မလားလို့ပြီးတော့မစားတော့ဘူးလို့ပြန်ဖြေတယ်ပြီးရင်မင်းကဘာမှလာတွေ့ရမလဲလို့ကျွန်တော်မေးလိုက်တယ် George ကပြုံးပြီးပြန်ဖြေတယ်အမှန်တရားကိုရအောင်ရှာတွေ့တဲ့နေရာမှာမင်းနဲ့ငါပြန်ဆောင်ကြတာပေါ့ကျွန်တော်လည်းခေါင်းကြီးမိမျက်နှာတီတီနဲ့ပြန်ဖြေလိုက်တယ်โอเคတွေ့မယ်ပေါ့ George ကသဘောကျသွားတဲ့ပုံစံနဲ့ရီးပြီးတော့တောင်ကုန်းကိုဆက်ဆင်းသွားတယ်ကျွန်တော်လည်းပြုံးပြီးတောင်ကုန်းဘော်ကအိမ်စီကိုဆက်သွားပါတယ်အိမ်ထဲမှာဘယ်လောက်ကြာသွားသလဲအခုပြန်ဆင်းဆိုင်မမိတော့ဘူးကျွန်တော်မမိတာကအိမ်ထဲကနေကောင်မလေးနဲ့အတူတူပြန်ထွက်လာတော့အပြင်မှာဘယ်သူမှမရှိတော့ဘူးအော်ဆွဲတန်တွေပဲကြားရတယ်ရေကူးကန်ထဲမှာလည်းတယောက်မှမရှိဘူးတောင်ကုန်းဘော်ကနေကမ်းခြေဘက်ကိုလူတွေပြေးဆင်းသွားတာတွေ့ရတယ်ရေကန်ကြီးထဲမှာလူတယောက်ရေကူးနေတာကိုလမ်းတွေ့တယ်မောင်နေတော့အသေးချာမမြင်ရဘူးတချင်းတန်တွေကတော့ဆက်လာနေတော့ဒါပေမဲ့ဘယ်သူမှနားထောင်မနေဘူးဘာဖြစ်တယ်လဲမသိသေးတဲ့ကျွန်တော်လက်ထဲမှာပါလာတဲ့အသားညက်ပေါင်းမုံကိုဝိုင်းကကမ်းခြေပဲရှောက်သွားတယ်ဘာတွေများဖြစ်နေပါလိမ့်ပေါ့ကမ်းခြေနားမရောက်ခင်လမ်းတစ်ဝက်လောက်ရောက်တော့ကျွန်တော်နဲ့ပါလာတဲ့ကောင်မလေးကပြောတယ်တခုခုစိုးစိုးရွားတော့ဖြစ်နေပြီထင်တယ်တဲ့ကမ်းခြေနားရောက်တော့အသီးတယောက်နားတူပြီးတော့မှ George ကိုများတွေ့မိသလားကျွန်တော်မေးတယ်ပြန်မပြေဘူးလှည့်လည်းမရှိဘူးအကောင်လုံးကရေထဲကိုပဲစိုက်ကြည့်နေကြတာနောက်တစ်ခေါက်ကျွန်တော်ထပ်မိတယ်ကောင်မလေးတယောက်ကခတုံးရင်းနေဖြစ်ပြီးငိုတယ်အဲ့ဒီတော့မှဘာဖြစ်တယ်လဲဆိုတာကျွန်တော်သဘောပေါက်သွားတယ် George ရဲ့အလောင်းကိုရေကိုသမားတွေ3နိုင်ဒီပါလောက်ရှာယူရတယ်ရေကန်အောက်ခြေမှာတွေ့တာရင်ခွဲရုံစစ်ချက်မှာဘာကြောင့်သေးတယ်လဲဆိုတာပေါ်တယ်အရက်တောက်ထားတာကြောင့်ကိုကမ်းပါပေါ်ကနေကုန်ချပြီးရေနဲ့ရိုက်မိတဲ့အရှိန်ကြောင့်ကို George ရဲ့ခြေရီအကုန်တောင့်တင်းနေတယ်ရေထဲမှာကူးလို့မရဘူးဖြစ်နေတာပေါ့ပြီးတော့သူရေထဲကိုကုန်ချသွားတဲ့အချိန်ကတော်တော်မှောင်နေပြီရေလိုင်းတွေကြားမှာဆိုတော့ပိုပြီးမှောင်နေရော George တယောက်ခဲပါယူပါအော်နေတာကိုပွဲကလူကြီးကြားတော့ကြားတယ်ဒါပေမဲ့ဘဲကအော်နေမှဘယ်သူမှမခံမနိုင်ဘူးအတန်ပဲကြားရတယ်သူမိဘတွေကနောက်ပိုင်းကျွန်တော်နဲ့တွေ့တော့ George ရေသေးမကူးတတ်ဘူးဆိုတာပြောပြတယ်ဒါလည်းကျွန်တော်လုံးဝမသိခဲ့ဘူး George အလောင်းကိုတွေ့ပြီး12နိုင်လောက်အကြာမှကျွန်တော်ငိုနေတော့တယ်နောက်နေ့မနေ့အိမ်ကိုပြန်ဖို့ကားမောင်းနေရင်ကျွန်တော်ဖေးကိုဖုန်းဆက်ပြီးတော့အလုပ်မဆင်းနိုင်တဲ့ကြောင်းလှမ်းပြောတယ်အဲ့ဒီတုန်းကအဖေလုံးမှာအလုပ်ဆင်းပေးနေတာအဖေကမေးတယ်ဘာဖြစ်တယ်လဲသားအတန်ကတမျိုးပဲအဲ့ဒီအချိန်ကစပြီးချုံပွဲချငိုမိတာပဲနှာရည်တွေပါထွက်ရှာကြီးတငင်နဲ့ပေါ့ကားကိုလမ်းဘေးမှာထိုးရက်လက်ထဲမှာဖုန်းကိုအတင်းဆုပ်ထားရင်ကလေးတယောက်လုံးငိုမိတယ်ကျွန်တော်အဲ့ဒီနေ့နေရာဒီတစ်ခုလုံးစိတ်တက်တီချနေခဲ့တယ်အရင်ကလည်းစိတ်ညစ်ပူးပါတယ်ဒါပေမဲ့ George ရဲ့အဖြစ်ပြက်အတွက်စိတ်တကြတာအများကြီးပိုဆိုးတယ်ဝမ်းနေစေးကြောင့်ရှင်ဘက်ဒီပါအောင်တယ်အတိမိတ်ဆွေတွေတငယ်ချင်းတွေကျွန်တော်ကိုလာပြီးနှစ်သိမ့်ပေးကြတယ်သူတို့ပြောတဲ့စကားတွေကလည်းအမှန်တွေကြီးပဲဂျေဇုတင်ကြောင်ကျွန်တော်ဘာမှမဖြစ်တော့ဘူးဆိုတဲ့အကြောင်းပြန်ပြောပြတယ်ဒါလည်းစိတ်ထဲမှာတော့ဘာမှထူးမလာဘူးနောက်တစ်လနှစ်လလောက်ကြာတော့ George ကိုကျွန်တော်အိမ်မက်တွေမှတ်တယ်အိမ်မက်တွေကဒီလိုပဲဝေဝေဝါးဝါးတွေပေါ့ဘဝအကြောင်းသိချင်းတရားအကြောင်းနှစ်ယောက်သားအာပေါင်အရင်တန်ပြောကြတခြားအရင်မြအဖက်မြတွေလည်းပါတယ်အဲ့ဒီတော့ကကျွန်တော်ကအားရင်ဆေးကြောက်လေးရှူအပြင်းထူနေတဲ့တာမန်လူလက်တန်းစားကောင်လေးတယောက်ပဲလူလဲကြောက်တတ်တယ်စိုးရင်စိတ်တွေလည်းများတယ် George ကတော့ကျွန်တော်လိုမဟုတ်ဘူးသူကကျွန်တော်အားကြပြီးငေးကြည့်ရတဲ့သူမျိုးပေါ့ George ကကျွန်တော်တက်အသက်လည်းပိုကြီးတယ်အတွေ့အကြုံလည်းပိုများတယ်ဘဝကြီးကိုလည်းပိုပြီးတော့မှလွတ်လွတ်လပ်လပ်ဖြတ်တန်းနိုင်တယ်နောက်ဆုံးမှတ်တဲ့အိမ်မက်တစ်ခုထဲမှာ George နဲ့ကျွန်တော်ရေဘူးကန်ထဲမှာအတူတူထိုင်နေပါတယ်အိမ်မက်ဆိုတော့ဒီလိုပဲ George ကိုကျွန်တော်ပြောတယ်တကယ်ချင်းမင်းသိတော့တာငါတကယ်စိတ်မကောင်းဘူး George ကရှိတယ်ကျွန်တော်ပြန်ပြောတယ်သူပြောတဲ့စကားလုံးအတိအကျကိုတော့ကျွန်တော်မမှတ်မိတော့ဘူးမင်းကိုယ်တိုင်တော့ဘဝမှာနေရမှာဒီလောက်ကြောက်နေတာငါသိတော့တာကိုဘာလို့ဂယူးဆိုင်နေတယ်လဲ
ကျွန်တော်လက်နိုးလာတော့မျက်ရည်တွေနဲ့အဲ့ဒီနဲ့နေရာဒီမှာပဲအမေအိမ်ထဲကဆိုဖာကုန်းပေါ်မှာငုံငောင်နဲ့ဘဲကိုကြည့်လို့ကြည့်မှမသိစိုက်ကြည့်ရင်မရှိတော့တဲ့ George နဲ့ကျွန်တော်ကြားကတငယ်ချင်းဘွားကိုလိုက်ရှာရင်းကကျွန်တော်နားလည်လာတယ် George တည်သွားလို့ကျွန်တော်ဘာမှလုပ်လို့မရဘူးဘာမှလုပ်เสียအကြောင်းမရှိရင်ဘာမှမလုပ်เสียအကြောင်းလည်းမရှိဘူးမလားရှောင်လို့မရတဲ့တေချင်းတရားကအမြဲတမ်းအနောက်ကနေလိုက်နေမှာပဲဘဝမှာအရာရာကိုကြောက်လန့်စိုးရင်နေလဲဘာမှမထူးဘူးအကုန်လုံးတနေ့တော့သိရမှာပဲကျွန်တော်ရဲ့လူဘဝတော်တော်လေးမှာနာကျင်မှုတွေကြောက်စရာတွေကိုရှောင်ပြီးပတ်ပြေးနေလို့မထူးဘူးဒီလိုရှောင်နေတာကဘဝကိုတန်အောင်မနေဘဲနဲ့ထွက်ပြေးနေတာနဲ့အတူတူပဲဆိုတာကျွန်တော်သဘောပေါက်လာတယ်အဲ့ဒီနေရာဒီမှာပဲဆေးကြောင်ရှူတာတွေဆက်လက်ဒီဗီဒီယိုဂိမ်းတွေကိုကျွန်တော်ဖျက်လိုက်တယ် rock အဆိုတော်ဖြစ်ချင်တဲ့တကယ်မှမဖြစ်ချင်တဲ့အိမ်မက်ကိုလည်းအမိုက်ပုံးထဲကိုပြစ်ထည့်လိုက်တယ်ကျောင်းပြတ်တက်ဖို့စီစဉ်တယ်အားကစားလုပ်တယ်ဝိတ်လျှော့တယ်တငယ်ချင်းအသစ်တချို့ရတယ်ကောင်မလေးအသစ်နဲ့တွေ့တယ်ကျောင်းစာတွေကိုဖတ်လုပ်ပြီးလေ့လာမှအမှတ်ကောင်းပါလားဆိုတာပထမဆုံးချိန်သဘောပေါက်လာတယ်နောက်နေ့နေရာဒီမှာတော့ကျွန်တော်စိန်ခေါ်တယ်ဝတ္ထုမဟုတ်တဲ့ဆောင်း90ကိုရက်90ထဲအပြီးဖတ်ဖို့အောင်မြင်သွားတယ်နောက်တနေ့ကျတော့နိုင်ငံရဲ့အခြားဘက်မှာရှိတဲ့အကောင်းဆုံးကျောင်းတစ်ကျောင်းကိုပြောင်းခွင့်ရတယ်ဘဝမှာပထမဆုံးစာတွေပါတော်တဲ့သူဖြစ်လာတယ်လူမှုရေးမှာလည်းတိုးတက်လာတယ်ဂျော့ချ်တီတော်တဲ့အဖြစ်တစ်ခုကကျွန်တော်ဘဝအတွက်ရခင်ယခုဆိုတဲ့မှတ်တိုင်ကိုသတ်မှတ်ပြီးတဲ့အဖြစ်ပြက်ပဲဒီအဖြစ်ဆိုမတိုင်ခင်တုန်းကကျွန်တော်မှရည်မှန်းချက်မဲ့ရည်ရွယ်ချက်မဲ့ဟာလာဟင်းလင်းစိတ်ပဲရှိတယ်လူတွေရဲ့ထင်မြင်ချက်တွေကိုကြောက်နေရင်းကအသက်ရှူကျက်နေတာဒီအဖြစ်ဆိုကြီးပြီးသွားတဲ့အခါကျတော့ကျွန်တော်အသွေးသစ်လောင်းထားတဲ့လူအသစ်ဖြစ်လာတယ်ပိုပြီးတာဝန်ယူတတ်လာတယ်လေးလာခြင်းစိတ်ပိုများလာတယ်ပိုကြိုးစားနိုင်လာတယ်စိတ်ထဲကဆိုရင်စိတ်ဒီခံယူချက်အမားတွေဖွက်ထားတဲ့နက်ဆိုးတွေကတော့ရှိတော့မယ်ဒါပေမဲ့အဲ့ဒီနက်ဆိုးတွေတဲ့တခြားအရေးပါတဲ့အရာတွေကိုပိုတောက်ယူဆိုင်လာနိုင်တယ်ဒီအချက်တစ်ခုတည်းနဲ့ပဲအကုန်ပြောင်းလဲသွားတာသူတို့ထူးဆန်းတယ်လူတစ်ယောက်သေသွားမှကျွန်တော်ဘယ်လိုရှင်းသင်ရမလဲဆိုတာကိုနားလည်လာတာဘဝမှာအဆိုးဆုံးချိန်တစ်ခုကကျွန်တော်ကိုပြောင်းလဲပေးနိုင်ဆိုအချိန်တစ်ခုဖြစ်သွားတယ်သေခြင်းတရားကိုလူတိုင်းကြောက်တယ်သေရမယ့်အကြောင်းစဉ်းစားဖို့ပြောဖို့အတိမပြုဖို့ရှောင်ရတယ်ကိုနဲ့အနီးဆက်ဆုံးသူသေသွားရင်တော့သေခြင်းတရားကိုအတိမမပြုကျင်သေးဘူးဒါပေမဲ့အံ့ဩစရာကောင်းတာကသေခြင်းတရားဒီတာရှင်းသင်ခြင်းကိုအတိပ္ပယ်ပြေးအောင်မိမောင်းထိုးပေးနိုင်တာသေခြင်းတရားသာမရှိဘူးဆိုရင်ဇန္နာတွေကဘာမှအတိပ္ပယ်မရှိတော့ဘူးသေခြင်းတရားကိုလက်ခံရင်ဆိုင်နိုင်ဖို့အရေးကြီးတယ်သေခြင်းတရားဆိုတာကျွန်တော်တို့ရဲ့ခံယူချက်အမားတွေမခိုင်မာတဲ့တန်ဖိုးတွေယုံကြည်ချက်အတူရောင်တွေကိုပယ်ပြောက်စေမဲ့အလင်းနဲ့တစ်ခုပဲပတ်စံနောက်တစ်ထက်ရှာနေရင်ဂယူဆိုင်ခံမှုကြော်ကြားမှုလေးနေနဲ့ထက်ရှာရင်အချစ်ခံခြင်းစိတ်လေးနေနဲ့ထက်ရှာရင်သေခြင်းတရားကတကားကောက်ပြီးမေးလာမယ်ပိုအရေးကြီးတဲ့ပူကြောက်ဖို့ကောင်းတဲ့မေးခွန်းခမ ्या ရဲ့မော်ကွန်းကပါလေခမ ्या မရှိတော့ရင်ကဘာကြီးကဘာပြစ်သွားမှာလဲဘာချီယာတွေခြံခဲ့မှာလဲဘာအမှတ်သားတွေထားခဲ့မှာလဲဘလို့လွမ်းမိုးမျိုးတွေပေးခဲ့မှာလဲအာဖရိကမှာလိပ်ပြလေးတစ်ကောင်တောင်ပန်ခတ်လိုက်တာဖလော်ရီဒါမှာမုန်တိုင်းတွေကျတဲ့ခမ ्या မရှိတော့ရင်ဘလို့မုန်တိုင်းတွေခြံခဲ့မလဲဘာကပြောသလိုပဲဘဝမှာအရေးကြီးဆုံးမေးခွန်းကဒီမေးခွန်းတွေပဲဒါပေမဲ့ကျွန်တော်တို့မစင်စားမိအောင်ကြိုးစားနေတော့ဘာလို့လဲဆိုတော့နံပါတ်1စဉ်းစားရတာခက်တယ်နံပါတ်2စဉ်းစားရမှာကြောက်တယ်နံပါတ်3ကိုဘာတွေလုပ်နေမှန်းကိုမသိတာဒီမေးခွန်းကိုရှောင်လိုက်တော့ကျွန်တော်တို့အုံနောက်ကိုတည်တည်မမအသုံးမကျတဲ့ခံယူချက်တွေကအပိုင်သိမ်းသွားကုန်ဒီခံယူချက်တွေကကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဆန္ဒတွေကိုပါထိန်းချုပ်ပစ်တယ်အမြဲတမ်းကိုစိုက်ကြည့်နေတဲ့သိချင်းတရားကိုကျွန်တော်တို့မသိချင်အောင်ဆောင်တဲ့ကအတူရောင်တွေကအရေးကြီးလာတယ်အရေးကြီးတဲ့အားတွေကိုအတူရောင်တွေလို့ထင်လာတယ်ဘဝမှာသိကြဆုံးကသိချင်းတရားပဲမလားဒီတော့ကျွန်တော်တို့ရဲ့ခံယူချက်တွေဆုံးဖြတ်ချက်တွေအတွက်တန်လိုက်အိမ်ပြောင်အဖြစ်30တာလဲသိချင်းတရားပဲဒီတစ်ခုပဲအမြင့်မှန်နေမလားမေးသိမေးမမေးခဲ့တဲ့မိကွန်တိုင်းအတွက်ဖြေမှန်ကလည်းဒီသိချင်းတရားပဲဒါကိုလက်ခံရင်ဆိုင်နိုင်ဖို့ဆိုတာကိုမြင်တဲ့အမြင်ကိုဆွဲဆန့်ပေးဖို့လိုတယ်ကိုတယောက်တည်းအတွက်ပဲကြည့်ပြီးစဉ်းစားထားတဲ့ခံယူချက်တွေကိုဆွဲဆန့်ဖို့လိုတယ်ထိန်းချုပ်လို့မရတဲ့ကဘာကြီးမှနေရင်ကိုယ်တိုင်ပဲ့ကန်လို့ရတဲ့အမြဲလုံးဆောင်သွားနိုင်တဲ့ယုံကြည်ချက်တွေကိုရွေးဖို့လိုတယ်ပျော်ရွှင်ရင်းမှန်သမျှရဲ့ဇင်းမြစ်ကဒါပဲအရစ္စတိုတယ်ပြောတာကိုပဲကြည့်ဟာဗတ်တက္ကသိုလ်ကပေါမောက္ခပြောတာကိုပဲနားထောင်သခင်ယေရှုမိန့်ကြားတာတွေကိုပဲလေ့လာပီတာစ်သချင်းကိုပဲခံစားသူတို့ပြောတာတွေအကုန်လုံးရဲ့အခြေခံကအတူတူပဲပျော်ရွှင်မှုဆိုတာကိုယ့်ထက်အရေးကြီးတဲ့အရာတွေကိုဂရုစိုက်ခြင်းကနေရတာဖြစ်တယ်လူတစ်ယောက်တည်းအတွက်ဆိုင်ခန္ဓာကြီးတဲ့အရာတစ်စုံတစ်ခုအတွက်အကျိုးပြုနေတယ်လို့ခံယူမှသာပျော်ရွှင်မှုအစစ်ကိုရမယ်ဘုရားကျောင်းကိုလူတွေသွားကြတာလည်းဒီခံယူချက်ကြောင့်ပဲနိုင်ငံအတွက်တိုက်ပွဲတွေဝင်ကြတာလည်းဒီခံယူချက်ကြောင့်ပဲမိသားစုတွေတည်ထောင်ကြတာတရားတွေစောက်ကြတာမိုဘိုင်းဖုန်းတွေတည်တင်ကြတာလည်းဒီခံယူချက်ကြောင့်ပါပဲမိမိကိုယ်ကိုယ်ွယ်ခြင်းတက်ပို့ပြီးတော့မှကြီးကျယ်ခံထားတဲ့ပို့ပြီးလျှို့ဝှက်စမ်းကြတဲ့အရာတွေကိုအလေးထားခြင်းပဲအခွင့်အရေးစိတ်တွေကကျွန်တော်တို့ကိုဒီလိုစစ်မှန်တဲ့ခံယူချက်နဲ့ဝေးစေတယ်အခွင့်အရေးခြင်းစိတ်ရဲ့ဆွဲအားကြောင့်ကျွန်တော်တို့အာယုန်တွေအကုန်လုံးကကိုယ်တယောက်တည်းအပေါ်မှာပဲဆွဲဆူလိုက်တယ်လို့လာစုနေတယ်ပြဿနာတွေအားလုံးရဲ့အလယ်မှာနေရာယူချင်လာတယ်မတရားမှုတွေကလည်းကိုယ်တယောက်တည်းကိုပဲကွက်ပြီးဖြစ်နေတယ်လို့ထင်လာတယ်ကောင်းတာမှန်သမျှကိုလည်းငါတယောက်တည်းပဲရတဲ့တယ်လို့ယူဆလာတယ်အခွင့်ဒုက္ခစိတ်ကြောင့်လူတွေကြားမှာထိချန်လာတယ်ပတ်ဝန်းကျင်လောကပေါ်မှာစိတ်ဝင်စားမှုစူးစမ်းလိုမှုတွေမရှိတော့ဘူးအရာရာကိုကိုယ်စိတ်နဲ့နိုင်ပြီးထင်မြင်တတ်လာတယ်ဒီစိတ်ကြောင့်စိတ်ချမ်းသာရရင်လည်းခဏတာသာယာမှုပဲစိတ်ဝိညာဉ်အတွက်အစိတ်သက်ပဲဒီအစိတ်ကဒီနေ့ခေတ်ကျွန်တော်တို့ယောဂတွေရဲ့အရင်းမြစ်ပါပြည်စည်းဥစ္စာတွေရုပ်တပိုင်းဆိုင်ရာတွေကျွဲဝလာတော့စိတ်ဆင်းရဲမှုတွေလည်းပူများလာတယ်မပြည့်စလောက်အရာလေးတွေကအစခံနိုင်မရှိတော့ဘူးတာဝန်ယူခြင်းစိတ်တွေရောလာတယ်ဘာမှမကြီးမားတဲ့ကိုယ်ကစားချက်ကိုပြဿနာသေးသေးတွေကအစ
ဘယ်ပွဲစည်းကလာရှင်းပေးမလဲဆိုတာပဲစောင့်မျှော်နေတတ်လာတယ်မသေးကြပဲအပိုင်တွက်တာတွေများလာတယ်မသေးကြတဲ့အပိုင်တွက်မှုတွေကိုအမှန်တရားဟိလို့သတ်မှတ်ပြီးသူများတွေကိုပါအတင်းလက်ခံခိုင်းနေလာတယ်လက်မကိုင်တကားတလေအကြမ်းပတ်တဲ့အထီတောင်ဖြစ်လာတယ်မအောင်မြင်မှုချရှုံးခြင်းမသေးကြခြင်းတွေကိုသိကြောက်တဲ့သူတွေဖြစ်လာတယ်စင်ပေါ်မှာပဲနေခြင်းတော့တယ်ခေတ်သစ်လူတွေကလူတော်များများကကိုလိုချင်တဲ့အရာတိုင်းဟာမကြိုးစားဘဲနဲ့ခံစားပိုင်ခွင့်ရှိတယ်လို့ထင်ကြတယ်ဘာမှမရင်းနှီးမပေးဆက်ပဲငါလိုချင်တာရကိုရရမယ်ငါမှရပိုင်ခွင့်ရှိတယ်ဆိုပြီးအပိုင်တွက်လာတယ်တကယ်အတွေ့အကြုံဘာမှမမေရမရှိသေးဘဲနဲ့ကိုကျွမ်းကျင်သူတွေစုံဦးတည်ထွေသူတွေပညာရှင်တွေအစမ်းထင်သူတွေရှေ့ဆောင်လမ်းပြတွေနီးပြဆရာတွေဖြစ်သတ်မှတ်ကြတယ်ဒီလိုသတ်မှတ်တာကသူတို့လူများတွေထက်သာနေတယ်လို့ထင်လို့သတ်မှတ်တာမဟုတ်ဘူးလူဒူးတွေကိုပဲနေရာပေးတဲ့ဒီနေ့ကဘာကြီးမှာကြီးကျယ်ခမ်းနားတဲ့သူမဖြစ်ရင်လူဝင်မဆန့်ဘူးဆိုတဲ့စိတ်ဆွဲကြောင့်သူမတူတဲ့သူတွေဖြစ်ကိုသတ်မှတ်လာကြတာဒီနေ့လူအဖွဲ့အစည်းမှာလူကျူဆိုင်ခံရတာနဲ့အောင်မြင်မှုဆိုတာကိုမကွဲတတ်ပဲနဲ့ရှောပြီးမြင်နေတယ်အတူတူပဲလို့ထင်တယ်ဒါပေမဲ့ဒီနှစ်ခုကမတူဘူးခမရတော်ပြီးသားလူတို့တယောက်ကိုသိချင်မှသိမယ်တခြားလူတွေလည်းသတိထားမိချင်မှသတိထားမိမယ်တော်တယ်ဆိုတာခမရအရန်ကောင်းတဲ့ဖုန်းဆော့ဖ်ဝဲတွေရေးနိုင်လို့မဟုတ်ဘူးကျောင်းတစ်နှစ်စောပြီးသွားလို့လည်းမဟုတ်ဘူးကိုပိုင်ရွက်လီဝယ်နိုင်လို့လည်းမဟုတ်ဘူးဒီအရာတွေကကြီးကျယ်ခမ်းနားမှုတွေရဲ့သင်္ကေတတွေမဟုတ်ဘူးခမရတော်ပြီးသားဘာလို့လဲဆိုတော့မသေးကြခြင်းတွေနဲ့သေကြတဲ့သေခြင်းတရားတွေပဲပြည့်နေတဲ့ဘဝမှာဘယ်အရာတွေကိုတောက်ရေးဆိုင်ရမလဲဘာတွေကိုတောက်ကြီးမဆိုင်ဘဲနဲ့နေရမလဲဆိုတာကိုခမရဆုံးဖြတ်နိုင်လို့ဒီအချက်တစ်ချက်တည်းနဲ့ခမရကလှပတဲ့သူတယောက်အောင်မြင်တဲ့သူတယောက်ချစ်ဖို့ကောင်းတဲ့သူတယောက်ဖြစ်သွားပြီခမရတာကိုသိချင်မှလည်းသိမယ်အင်ညွေညမှာအိပ်ပြီးငတ်ရင်လည်းငတ်နေမယ်အဖြေကအတူတူပဲခမရလည်းသိမှာပဲအသက်ရှင်ခွင့်ရတာကိုကကံကောင်းလာပြီဒီကံကောင်းမှုကိုသတိထားမိချင်မှသတိထားမိမယ်မယုံရင်ကြောက်ကဘာထိပ်မှာသွားရက်ကြည့်ပါဘူဂိုစကီကရေးဘူးတယ်ငါတို့အားလုံးသိရမယ့်သူတွေကြီးပဲအကုန်လုံးပဲရည်ရတယ်ဒီတစ်ချက်တည်းနဲ့ငါတို့တွေတယောက်နဲ့တယောက်ချစ်ခင်နေသိမ့်ပြီနေမှမနေနိုင်တာဘဝရဲ့အရေးမပါတဲ့အရာတွေကိုကြောက်နေရတာနဲ့ပဲအချိန်ကုန်နေတာကိုဘာမှမဟုတ်တာတွေရဲ့ဝါမြူခြင်းကိုခံနေရတာလေကျွန်တော်တကယ်ချင်းဂျော့ရှ်ရဲ့အလောင်းကိုကမ်းခြေကနေလူတွေဝိုင်းပြီးသဲလာတုံးကပေါ့အဲ့ဒီညပဲမောင်ပိန်းနေတဲ့ပင်လယ်ဘက်ကိုစိုက်ကြည့်ရင်ကျွန်တော်တကူကောင်းစိတ်တွေတော်တော်များများအငွေ့ပြန်သွားခဲ့တယ်ဂျော့ရှ်တီတော်ကကျွန်တော်အတွက်သင်ခန်းစာတွေထင်ထားတာထက်ပိုရလိုက်တယ်ကိုယ်ဆုံးဖြတ်ချက်တွေကိုပို့ပြီးတော့မှပြက်ပြက်သားသားချနိုင်လာတယ်တာဝန်ယူတတ်လာတယ်ရီမဲချက်နောက်ကိုအကြောက်တရားအရှက်တရားနည်းနည်းနဲ့ဒီဇိုင်းမမက်လိုက်တက်လာတယ်ဒါပေမဲ့ဒီသင်ခန်းစာတွေရဲ့နောက်မှာတကယ်သင်ခန်းစာအကြီးကြီးတစ်ခုကျန်သေးတယ်ဘဝမှာဘယ်တော့မှဘာကူမှကြောက်စရာမလိုဘူးဆိုတဲ့သင်ခန်းစာနှစ်ပေါင်းများစွာကျွန်တော်ကိုပြန်ကြည့်ဖြစ်တယ်တနေ့သိရမယ့်အကြောင်းကိုထက်ကတွေးမိအောင်ကြိုးစားတယ်တရားထိုင်ရင်ပဲဖြစ်ဖြစ်ဒသနိကဗေဒဘက်ကိုလေ့လာရင်ပဲဖြစ်ဖြစ်ယူကြောင်တဲ့ကြောက်ကဘာထိပ်ဒီမှာမတ်တက်ရရင်ပဲဖြစ်ဖြစ်ဤပေါင်းစုံတဲ့သေခြင်းတရားကိုနားလည်အောင်လက်ခံကြည့်တယ်စိတ်ရဲ့အလဲပုံမှာမြဲထားဖို့ကြိုးစားခဲ့တယ်သေခြင်းတရားနဲ့ကျွန်တော်ခန္ဓာကိုယ်ရဲ့မမြဲခြင်းကိုလက်ခံလိုက်တဲ့အခါအရာရာကပူပြီးလွယ်ကူသွားတယ်ဆွဲလန်းနေတာတွေကိုဖျက်ရတာပိုလွယ်သွားတယ်အခွင့်ဒုက္ခစိတ်တွေလျော့သွားတယ်ကိုယ်ပြဿနာကိုတာဝန်ယူရဲလာတယ်မသေးကြခြင်းတွေကြောက်စိတ်တွေကြားကနေကြာရှုံးမှုတွေကိုစစ်စစ်ကြည့်ရဲလာတယ်ဒါတွေအားလုံးကိုလုံနိုင်တာကျွန်တော်သေခြင်းတရားကိုလက်ခံနိုင်ခဲ့လို့အမောင်နဲ့ထဲကိုစိုက်ကြည့်မှဘဝကပူပြီးလင်းလာတယ်လောကကပူပြီးတိတ်ဆိတ်သွားတယ်တင်းနေတာတွေပြေလျော့သွားတယ်ကျွန်တော်ကြောက်ကဘာပေါ်မှာဟိုဒီတွေးရင်ကခဏဆက်ထိုင်နေသေးတယ်ထားဖို့ဆုံးပြလိုက်တော့လက်နဲ့အာယူပြီးတကူလုံးနောက်ကိုအရင်ဆုပ်လိုက်တယ်ပြီးမှပြေးချင်းထားတယ်ခြေချော်နိုင်မဲ့ကြောက်တုံးတွေဘာတွေများရှိသေးသလားဆိုပြီးနောက်ပြန်ကြည့်တယ်စိတ်ချရတာသေးချာမှကျွန်တော်နောက်ဘက်ကိုပြေးချင်းပြန်ဆုပ်တယ်အိမ်မက်ကလည်းပြေးချင်းနိုးလာသလိုပဲ9ပေကွာ10ပေကွာကျွန်တော်တွေပြန်ပေါ်ပါလာတယ်ရှင်တန်ချင်းကတန်းလိုက်လို့ကျွန်တော်ကိုကမ်းပါနဲ့ဝေးရစီကိုပြန်ဆွဲခေါ်တယ်ကြောက်တုံးတချို့ကိုကြော်ပြီးတော့မှအောက်ပြန်ဆင်းမလို့ပြင်တော့လူတယောက်ကျွန်တော်ကိုလှမ်းကြည့်နေတာတွေ့တယ်ကျွန်တော်ခဏရပ်လိုက်တယ်သူနဲ့ကျွန်တော်မျက်လုံးချင်းစုံသွားတယ်ဟိုကဘာဆုံးမှာခမည်းထိုင်နေတာတွေ့လိုက်တယ်သူ့အတန်ကဩစတြေးလျအတန်အပြည့်နဲ့သမုတ်တရားဘက်ကိုလည်းညှိုးထွင်းပြောတယ်ဟုတ်တယ်လေရှူကင်းကတော်တော်လှတယ်နော်ကျွန်တော်မျက်နှာကပြုံးလို့သူကတော့မပြုံးဘူးခက်တီနဲ့ကျွန်တော်လက်ကသဲတွေကိုဘောင်းမီနဲ့ပုတ်ပြီးခါချလိုက်တယ်ကျွန်တော်တကူလုံးနည်းနည်းတုံနေတော့မယ်နှစ်ယောက်သားစကားဆက်မပြောပြပဲနဲ့ကြောင်တောင်ဖြစ်နေတယ်ဘာပြောရမလဲစဉ်းစားနေတယ်နဲ့တူတယ်အဲ့လူကကျွန်တော်ကိုစိုက်ကြည့်ပြီးဇဝေဇဝါဖြစ်နေတော့ခဏကြာမှသေချာထိန်းထားနဲ့စကားတန်နဲ့ပြောပါတယ်အားလုံးစင်ပြေရလားဘလို့နေသေးလေကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်အသက်ရှင်နေတော့မဲ့ကိုအသက်ရှိတော့မဲ့သင်္ကာမကင်းဖြစ်နေတဲ့သူမျက်နှာအခုမှပြုံးနိုင်တယ်ကျွန်တော်ကိုခေါင်းကြီးပြပြီးရှောက်လဲတစ်လျှောက်အောက်ကိုဆက်ဆင်းသွားခဲ့ပါတယ်ကျွန်တော်ကတော့တောင်ထိပ်မှာရှုခင်းနေခြင်းကတငယ်ချင်းတွေလိုက်မိလာအောင်စောင့်အောင်မယ်ဒီနေ့တက်ဆက်ပေးတဲ့ audio book လေးကတော့စာရေးဆရာချမ်းမြေဝင်ရေးသားထားတဲ့ဂရုမစိုက်ခြင်းအမှုပညာဆိုတဲ့စာအုပ်လေးကိုတက်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျအားပေးနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နားဆင်သူစာပေပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အမြဲတမ်းပြည့်စုံနိုင်ကြပါစေခင်ဗျာ